စလင်းစားမှာတော့ယာကူဇာခိုင်းအောင်ဆောင်ရဲ့လောက်တစ်ဖက်ဖြစ်သူကိုရီချီမာဆိုတဲ့သူကသူ့ရဲ့ခေါင်းဆောင်ခိုင်းထားတဲ့အတိုင်းသူတို့ရဲ့အလုပ်မှာဝင်ရှုပ်တဲ့သူတွေကိုအပြည့်ရှင်းဖို့သွားပါတယ်။ဟိုရောက်တော့လူနေရောက်နဲ့တွေ့ပြီးကိုရီချီမာလည်းထိုလူနေရောက်ကိုအပြည့်ရှင်းလိုက်ပါတယ်။ခဏကြာတော့ကိုရီချီမာကိုစာကကားနဲ့လာခေါ်သွားပါတယ်။စာကတော့ဒီတစ်ခေါက်ကိစ္စမှာကိုရီချီမာလက်လွန်သွားပြီလို့ပြောလိုက်ကသူတို့ရဲ့ခေါင်းဆောင်ကအပြည့်ပြေတော့မှလို့ပြောပါတယ်။ကိုရီချီမာကတော့သူ့ရဲ့အလုပ်ကိုတာဝန်ကျေပါလုပ်တဲ့အတွက်စတန်နာတွေကိုခေါင်းနဲ့တိတ်ပြီးမထည့်ထားဘူးဆိုပြီးလေပေါ်ပါနေနေပါတယ်။နောက်နေ့မနေ့ယာကူဇာခေါင်းဆောင်ကာရာကကိုရီချီမာနဲ့အရေးကြီးစကားပြောစရာရှိတာကြောင့်သူ့ရဲ့အိမ်ကိုခေါ်လိုက်ပါတယ်ဒီလိုနဲ့ကိုရီချီမာလည်းရောက်လာကခါပါလေဒီတစ်ခေါက်မင်းအလုပ်လုပ်တာတောင်းဝင်ရှိတယ်ဒါပေမဲ့အဲ့လိုမလုပ်ဘူးလေမင်းကိုတောင်းဝင်ပေးတဲ့အနေနဲ့အလုပ်တစ်ခုပေးမယ်အဲ့လိုပြောပြီးခါရာကသူ့ရဲ့တမီးဖေးသူဆာကူရာဂီကိုခေါ်လိုက်ပါတယ်ဆာကူရာဂီရောက်လာတော့ခါရာကသူ့ရဲ့တမီးကိုစောင့်ရှောက်ပေးရမှာဖြစ်ကြောင်းကိုပြောလိုက်ကကိုရီချီမာရဲ့ပေါ်ပေါ်ပေါ်နေတဲ့စိတ်တွေကိုပြင်ဖို့အခုတည်းကစပြီးဆာကူရာဂီလုံးသမျှကိုတာဝန်ယူစောင့်ရှောက်ရမယ်လို့ပြောလိုက်ပါတယ်ဒါကိုကျတော့ကိုရီချီမာလည်းကြောက်နေပါတယ်ဘာလို့လဲဆိုတော့လူမိုက်တရားကိုကလေးလာတိုင်းခိုင်းနေလို့ပဲဖြစ်ပါတယ်ခါရာကတော့သူ့ရဲ့တာဝန်ကိုညှင်းဆန်ရင်အတိတ်မယ်လို့ပြောလိုက်ကကိုရီချီမာလည်းသူ့ရဲ့ခေါင်းဆောင်ပြောတဲ့အတိုင်းတာဝန်ယူဖို့ကိုလက်ခံလိုက်ပါတယ်ကိုရီချီမာကတော့ဆာကူရာဂီကိုမမလေးကိုအခုချိန်ရစားပြီးတေချာကိူးဆက်ပြီးမယ်အဲ့လိုပြောလိုက်ကစိတ်ထဲမှာတော့လူမိုက်ကိုကလေးလာတိုင်းခိုင်းလို့ယူကျင်နေပါတယ်စကားကတော့သူတို့ခေါင်းဆောင်နဲ့ကိုရီချီမာပြောတာတွေကိုအပြင်ကနေချောင်းနေတာဖြစ်ပြီးကိုရီချီမာတို့မဖြစ်နိုင်တဲ့အရာတစ်ခုလိုပဲတွေးနေပါတယ်အဲ့ဒီကစပြီးကိုရီချီမာလည်းဆာကူရာဂီကိုကြောင်းလိုက်ဖို့အတွက်ခေါင်းဝေးပေးလိုက်ကခါရာကတော့ကိုရီချီမာရဲ့အခြေအနေကိုခဏခဏစောင့်ကြည့်နေပါတယ်လူနဲ့ကိုရီချီမာနဲ့ဆာကူရာဂီကကြောင်းကိုတောင်းနေရဖြစ်ပြီးကြောင်းလိုက်ရတာပြောလားဆိုပြီးလဲဆာကူရာဂီကိုအင်တာဗျူးနေပါတယ်အဲ့ဒီလူနှစ်ယောက်ကကိုရီချီမာကိုတွေ့လိုက်တာကြောင့်အနောက်ကနေသွားပြီးတော့ကလေးကိုအသွင်ချပြီးဒီကောင်ကိုအပြည့်ရှင်းရမယ်ဆိုပြီးလဲပြောနေကြပါတယ်တကယ်တော့အဲ့ဒီဒေါသနှစ်ကောင်နဲ့ကိုရီချီမာနဲ့ကရညိုးတွေရှိခဲ့ကြတာပဲဖြစ်ပါတယ်စော်ပေါင်းတော့အနောက်ကနေပြီးတော့ကိုလိုက်နေတာကိုကိုရီချီမာလည်းတည်သွားရကြောင်းဆာကူရာဂီကိုတူတူပုံနဲ့ကစားမယ်လို့ပြောလိုက်ကဆာကူရာဂီကိုမျက်စိကြကြမိတ်ထားဖို့ကိုမှာပြီးစော်ပေါင်းတော့ကစီကိုအလင်းအမြန်နဲ့သွားပြီးတော့ဖုန်းတိုင်းဆိုပြီးအပြည့်ရှင်းလိုက်ပါတယ်ဆာကူရာဂီမျက်လုံးပဲဖွင့်လိုက်တဲ့အချိန်မှာတော့ကိုရီချီမာလည်းသူမရဲ့အနာကိုရောက်နေတာဖြစ်ပြီးကျောင်းသားကြောက်တော့မှမလို့နောက်မှပြန်ကစားကြမယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မနေ့ကျောင်းသားဖို့လုံးနေတော့ဆာကူရာဂီကကျောင်းသားဖို့အတွက်လွယ်ရီကိုမွေးနေတာကြောင့်ကိုရီချီမာကတတိပေးလိုက်ပါတယ်ခဏကြာတော့ဆာကူရာဂီရဲ့အတော်ဖေးသူလည်းရောက်လာကမုတ်တွေအများကြီးဝယ်လာတာကြောင့်ဒီနေ့ကျောင်းကပြန်ရောက်တာနဲ့အတူတူစားကြမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ဆာကူရာဂီတယောက်ကတော့အတော်ပြောရတွေကိုနားမထောင်ပဲသူမဝမ်းနိုင်နေပါတယ်ချက်ချင်းပဲအိမ်ထဲကနေထွက်သွားပြီးဝမ်းနိုင်နေတဲ့ဆာကူရာဂီရဲ့မျက်နှာကြောင့်သူမဘာဖြစ်နေရလဲဆိုပြီးတော့ကိုရီချီမာလည်းသိချင်နေပါတယ်ကျောင်းကိုလိုက်ဖို့ပြီးအပြန်မှာတော့ကိုရီချီမာလည်းဆာကူရာဂီအိမ်မရောက်တာနဲ့ပြောအောင်မလုပ်ရမယ်ဆိုပြီးတော့သူ့ရဲ့အတော်ဖေးသူရဲ့အတိုင်းမင်းနေပါတယ်အခြားတစ်ဖက်မှာတော့အတန်းထဲမှာအခြားသားသားတွေကမိဘတွေကိုယ်တိုင်ကျောင်းကိုလိုက်ဖို့တာကိုကြည့်ပြီးသူမလည်းဝမ်းနေနေပါတယ်သူ့ဖေပြောရတဲ့စကားတွေကိုလည်းသူမပြန်ပြီးတော့မြင်အောင်နေပါတယ်ဒီလိုနဲ့အတန်းထဲမှာပကြီးပြန်ဝဲဆီယာမကကျင်းမပေးပြီးအခြားကျောင်းသားတွေကအမိဘတွေရဲ့လမ်းညွှန်မှုနဲ့ပကြီးဆွဲနေတာကိုကြည့်ပြီးဆာကူရာဂီတယောက်လည်းသူလည်းအဲ့လိုမျိုးလမ်းညွှန်ပေးမဲ့သူရှိအရင်ကောင်းမှပဲဆိုပြီးတော့ဝမ်းနေပါတယ်သူမဝမ်းနေလို့ကိုရီချီမာကသူမရဲ့အနာကိုရောက်လာပြီးသူမဆွဲထားတဲ့ပုံကိုအမှတ်ပေးနေပါတယ်အတန်းထဲမှာရှိတဲ့ကျောင်းသားတွေရဲ့မိဘတွေကတော့ကိုရီချီမာကိုကြည့်ပြီးတော့ကောင်မလေးရဲ့အဖေကဘလို့တော့ချောနေရလဲဆိုပြီးတော့ပြောနေကြပါတယ်ဒါကူကျတော့ကိုရီချီမာတယောက်လည်းရှက်နေပါတယ်အဲ့ဒီဆာကူရာဂီရဲ့အတန်းပေါ်ကဒါကနင်းရဲ့အဖေလားလို့မေးတာကြောင့်ဆာကူရာဂီကသူ့ရဲ့အဖေကဒီလူကြီးတဲ့ပို့ပြီးတော့ချောတယ်ဆိုပြီးတော့ပြောတာကြောင့်ကျောင်းသားတွေရဲ့မိဘတွေကကိုရီချီမာနဲ့သူမနဲ့ကဘလို့တော်တာလဲဆိုတာကိုသိကျင်သွားခဲ့ပါတယ်ညနေကျောင်းကအပြင်ဆာကူရာဂီလည်းသူ့အဖေရဲ့အခန်းရှိမှာညနေခက်ကသူမလက်ထက်ကသူ့ဝရိုင်ဆွဲထားတဲ့ပကြီးကားကိုပြကျင်လို့စောင့်နေတာပဲဖြစ်ပါတယ်တိတ်မချခင်မှာပဲသူမရဲ့အဖေလည်းအိမ်ကုန်ပြန်လာပါတယ်အဖေပေးသူကိုမြင်တော့ဆာကူရာဂီလည်းသူ့ကျောင်းမှာဆွဲထားတဲ့ပကြီးကားကိုလက်ဆောင်ပေးလိုက်ပါတယ်တမင်ပေးသူလက်ဆောင်ပေးထားတဲ့ပကြီးကားကိုကြည့်ပြီးခါရာလည်းသူ့ရဲ့သမီးကိုချီးကျူးနေပါတယ်အဖေပေးသူစီကနေချီးကျူးမှုရခဲ့လို့ဆာကူရာဂီတယောက်လည်းပြောသွားခဲ့ပါတယ်တကယ်တော့သူမဝမ်းနေတာကကျောင်းကပကြီးပြန်ပွဲမှာမိဘတွေနဲ့အတူတက်ရမှာပြီးပြီးသူမမိဘတွေကမလိုက်လို့ဝမ်းနေတာပဲဖြစ်ပါတယ်ဒါပေမဲ့ကိုရီချီမာကြောင့်သူပြောခဲ့ရတယ်ဆိုပြီးတော့ကိုရီချီမာကိုကြီးသူတွေနဲ့စကားပြောနေပါတယ်တစ်ပတ်မှာတော့ခါရာကဆာကူရာဂီဆွဲထားတဲ့ပကြီးကားကိုချိန်ဆွဲပြီးတော့ပြောပြီးတော့ကြည့်နေပါတယ်ဆာကူရာဂီရဲ့အမေကတော့သူမငငယ်လေးကလေးကကားအစီတန်းကြောင့်ဆေးရုံကိုရောက်နေတာဖြစ်ပြီးအခုဒီဆေးရုံမှာပဲနေရတာပဲဖြစ်ပါတယ်အပိုင်းလေးကိုတိဆက်ပေးတော့မှဖြစ်လို့နောက်ထပ်ကြည့်ချင်ရင် like and subscribe လေးနဲ့ comment မှာရေးသွားပေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အပိုင်းထဲမှာတော့ဆာကူရာဂီတယောက်လည်းအကြောင်းကိုရောက်လာတာသူမရဲ့အတန်းပေါ်တွေကသူတို့ရဲ့မိဘတွေအကြောင်းကိုအားရပါရနဲ့ပြောနေတာကြောင့်မိဘမြစ်တိုင်ငတ်နေတဲ့ဆာကူရာဂီလေးကတော့ဝမ်းနေရှာပါတယ်တစ်ဖက်မှာတော့ကိုရီချီမာကဆာကူရာဂီနဲ့ဆော့ဖို့အတွက်စာကာနဲ့ကစားနည်းအစုံကိုလေ့ကျင့်နေပါတယ်ကိုရီချီမာကတော့ဆာကူရာဂီနဲ့အတူတူဆော့ဖို့အတွက်ကစားနည်းအသစ်တွေကိုလေ့လာနေပါတယ်အဲ့ဒီလူတွေကတကားကိုအမြင်ဖွင့်ပြီးတော့ခေါင်းဆောင်ကခုံနေတယ်ဆိုပြီးတဲ့ကိုရီချီမာကိုပြောလိုက်ပါတယ်ဒီလိုနဲ့ကိုရီချီမာနဲ့စာကလည်းသူတို့ရဲ့ခေါင်းဆောင်စီကိုတွားလိုက်ပါတယ်ခါရာကတော့လာမယ့်ပတ်မှာ BOB ကိုတွားလိုက်ဖို့ရှိပေမဲ့စိတ်ထဲမှာတခုခုစိုးရိမ်နေတဲ့အကြောင်းကိုကိုရီချီမာတို့ကိုပြောပြပါတယ်ကိုရီချီမာကလည်းဘာဖြစ်လို့လဲဆိုပြီးတော့ပြန်မေးလိုက်တဲ့အကြောင်း
မကြခင်ပဲစေးရုံနာမှာပြဿနာဖြစ်ထားတယ်လို့ငါရဲ့သတင်းပေးစီကငါကြားရတယ်သတင်းပေးကချက်ပြီးပြောတာတော့ဆာကူရာမိသားစုဝင်တွေဖြစ်လာဖို့သူတို့လှုပ်ချင်တာလုပ်နေတယ်လို့ပြောကြတယ်အဲ့လိုပြောတာကြောင့်ဆာကာကသူတို့ဘောတော်တော်လေးကိုစိတ်ဝင်စားနေကြတာပဲဆိုပြီးတော့ပြောလိုက်ကကိုရီကြီးမကလည်းကြီးရတာမကောင်းတာတခုခုဖြစ်တော့မယ်ထင်နေဆိုပြီးသူ့ရဲ့ခေါင်းဆောင်ကိုပြောပါတယ်ဆာကာကလည်းအဲ့ဒီလူတွေကသူတို့ကိုသူတို့ကိုရီကြီးမနဲ့ဆာကာဆိုတဲ့နာမည်ကိုအသုံးချတယ်လို့ပြောလိုက်ကကိုရီကြီးမတို့နေရောက်လဲအံ့ဩနေပါတယ်ခါရာကတော့သူ့ဘဲဝင်နေရောက်ရဲ့နာမည်ကိုတုံးထားတာကြောင့်အဲ့ဒီကောင်တွေကိုသိကျင်နေဆိုပြီးတော့ပြောလိုက်ကအမှန်တမ်းစုံစမ်းဖို့ကိုထပ်ပြောပါတယ်ဒီလိုနဲ့ကိုရီကြီးမနဲ့ဆာကာကပြဿနာဖြစ်သွားတဲ့နေရာကိုသွားပြီးတော့စူးစမ်းနေခဲ့ကဟဲလောင်းနိုင်တစ်ခုရဲ့ပိုင်ရှင်ကတော့ကိုရီကြီးမနဲ့ဆာကာကအရင်ရိုက်တယ်လို့ပြောပြီးသူတို့စားချင်တာတွေစားလုံးချင်တာတွေလုပ်ပြီးပတ်ဆက်လည်းမရှင်းသွားကြဘူးထပ်ပြီးတော့လေအဲ့နာဝင်ချင်းကကာရာအိုကေဆိုင်တစ်ခုမှာကိုရီကြီးမတို့အယောင်ဆောင်ထားတဲ့တောက်ဘောနောက်ကောင်ကဟိုကိုင်းဒီကိုင်းလို့ပြီးပတ်ဆက်လည်းရှင်းမသွားကြဘူးအဲ့ဆိုင်ကစော်လေးနှစ်ယောက်ကအတင်းပြောနေပါတယ်ဒီလိုနဲ့ကိုရီချင်းမနဲ့စားကလည်းနေရာစုံကိုလိုက်ဆုံကန်ကြည့်လိုက်ချိန်မှာပဲသူတို့နာမည်ကိုတုံပြီးဗရမ်းမရလိုက်လို့သွားတာကိုသိလိုက်ရပါတယ်စားကတော့ကြီးရတာတခြားမိသားစုဝင်ကအဲ့ဒီကောင်တွေကိုပတ်စံပြီးခိုင်းတာဖြစ်မယ်လို့ပြောပြီးကိုရီကြီးမှလည်း DIY 90ရောက်လာတဲ့မိသားစုဝင်ဖြစ်နိုင်ခြင်းတရားရန်ကုန်လောက်ဖြစ်မယ်လို့ပြောပါတယ်ဒီလိုပြောရင်းနဲ့ကိုရီကြီးမှတို့နှစ်ယောက်လည်းအဲ့ဒီစော်ဘောနောက်ကောင်ကိုလိုက်ရှာဖို့အတွက်ဖြစ်လာခဲ့ပါတယ်အခြားတစ်ပတ်မှာတော့ဆာကူရာကီနဲ့အတော်ကသူမတယောက်တည်းစောနေတာကိုကြည့်ပြီးတော့လက်စားတစ်ခုလာပေးပါတယ်အဲ့ဒါကတော့ပွဲတော်နေမှာတုံးဖို့တစ်ကက်တစ်ခုပဲဖြစ်ပြီးဆာကူရာကီကတော့ဘာလို့ရမှန်းမသိရကြောင်းကိုရီကြီးမှကိုပြလိုက်ကကိုရီကြီးမှလည်းနေ့စဉ်မိဘပွဲမှာတုံးဖို့တစ်ကက်တစ်ခုလို့ပြောလိုက်ပါတယ်ဒါကိုကြတော့ဆာကူရာကီလည်းအဲ့ဒီကိုရီကြီးမှအားလာလို့မေးတာကြောင့်ကိုရီကြီးမှလည်းဆာကူရာကီတက်ဆိုအချိန်နဲ့အားတယ်လို့ပြောပါတယ်ဒီလိုနဲ့ပွဲတော်နေကိုရောက်လာခဲ့ကကိုရီကြီးမှလည်းဆာကူရာကီကိုပွဲတော်နေရာကိုခေါ်သွားခဲ့ပါတယ်ဆာကူရာကီကတော့ကိုရီကြီးမှတို့နေအောင်နဲ့နိုင်ရောက်ထွက်လာလို့ပြောနေပါတယ်။ဟိုရောက်တော့ပွဲစကအယုတ်တွေနဲ့တောင်းရကြကစားနေတာဖြစ်ပြီးကိုရီကြီးမှကအယုတ်အုပ်ခေါ်လို့ကိုတနက်နဲ့ပြေးနိုင်တာကြောင့်ဆိုင်ကြီးကမပေးနိုင်ဘူးဆိုတာအခြေကကံပုံစံလုပ်နေပါတယ်။ဒါကိုကိုရီကြီးမှလည်းသူ့ရဲ့လက်ကပုံကိုပြလိုက်ကဆိုင်ကြီးကဘောအောင်ကတော့ရာဂူတာတိုင်းကမှတည်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်ကိုရီကြီးမှရမယ့်အယုတ်တွေကိုစကြောင်းနဲ့ပေးလိုက်ပါတယ်။အဲ့တော့ကိုရီကြီးမှတို့တောင်းရောက်လေမိဘအလားပြတဲ့နေရာကိုရောက်လာပြီးဆာကူရာကီနဲ့အတူထိုင်ကြီးနေကြပါတယ်ဆာကူရာကီကတော့ပွဲတော်နေမှာအခုလိုမျိုးပျော်ရွှင်မှုမျိုးတစ်ခါမှမရဘူးတာကြောင့်နောက်နေ့တွေလည်းအခုလိုမျိုးဒါချင်တယ်လို့ပြောတာကြောင့်ဒီတိုင်းအတူတူလာကြမယ်ဆိုပြီးလည်းတောင်းရတာကြိပေးကြပါတယ်ဒီလိုနဲ့ညနေတော့မှမလို့ကိုရီကြီးမှလည်းဆာကူရာကီကိုအိမ်မြေပုတ်ပြီးတော့အပြင်ကိုပြန်ထွက်သွားခဲ့ပါတယ်အခြားတစ်ပတ်မှာတော့ကိုရီကြီးမှတို့အယောင်ဆောင်တော့တဲ့ကဘောနောက်ကောင်ကကာရာအိုကေဆိုင်ကိုပြန်ရောက်လာကဆိုင်ထဲကစော်လေးတွေကတော့ဒီကောင်တွေထပ်လာပြန်ပြီလို့ပြောလိုက်တာကြောင့်သူတို့ကဆာကူရာမိသားစုဝင်တွေမလို့သူတို့ကိုအာသီးရောင်ရင်ဘာဖြစ်သွားမလဲဆိုတာသိလာလို့ပြောလိုက်ချိန်မှာပဲကိုရီကြီးမှလည်းရောက်လာပြီးသပင်ကိုဆွဲလိုက်ပါတယ်။ဘောတော့ကောင်ကတော့နေရာကနေထွက်ပြေးသွားကတယောက်ကတော့ကိုရီကြီးမှကိုမင်းကဘာလုပ်လဲဆိုပြီးတော့မေးနေတာကြောင့်ကိုရီကြီးမှလည်းငါရဲ့နာမည်ကကိုရီကြီးမှလို့ပြောလိုက်ပြီးတောင်းလိုက်တဲ့အရက်ပလင်းကိုပါဇက်ထဲထိုးလိုက်ပါတယ်။ဆာကာကတော့သူ့ရောင်ဆောင်ထားတဲ့ကဘောကောင်ကိုလမ်းကနေပိတ်ပြီးတော့ဖမ်းလိုက်ပါတယ်။ဒီလိုနဲ့ကိုရီကြီးမှကသူတို့အိမ်အောင်ဆောင်ထားတဲ့စာဘောနောက်ကောင်အပယ်ရှင်းဖို့လုပ်နေတော့ဒီကြီးဆာကူရာကီလေးအိမ်ရဝင်နေတော့ပြီးဒီလိုပြောပြီးစာဘောတွေကိုတစ်ချက်ပိတ်ကြွေးပြီးတော့အရင်လိုအပြတ်မရှင်းတော့ပဲလှုပ်ပေးလိုက်ပါတယ်ပြီးတော့အိမ်ကိုပြန်လာပါတယ်အိမ်တော့သူ့ရဲ့ခေါင်းဆောင်စီကိုသွားပြီးအယောင်ဆောင်ထားတဲ့တောက်ဘောကောင်တွေကိုဝိုင်းပြီးသွားပြီလို့ပြောလိုက်ကဆာကူရာကီကတော့သူ့ဖေရဲ့ပုံပေါ်မှာအိပ်ပျော်နေတာပဲဖြစ်ပါတယ်ခါရာကတော့ဆာကူရာကီကမင်းကိုစောင့်နေရင်အိပ်ပျော်သွားတယ်လို့ပြောပြီးကိုရီကြီးမှလည်းအိပ်ပျော်နေတဲ့ဆာကူရာကီရဲ့အနောက်ကိုသွားပြီးတော့သူမကြောင့်သူ့ရဲ့စိတ်တွေကတဖြည်းဖြည်းလူညံ့လာတယ်လို့ပြောနေပါတယ်ရာဂူတာလူမိုက်ကြီးကိုရီကြီးမှတယောက်အသက်9နှစ်အရွယ်ကလေးလေးတယောက်ကြောင့်သူ့ရဲ့ဘဝကတဖြည်းဖြည်းအတိတ်ပဲရှိလာတယ်လို့ခံစားရနေပါတယ်အဲ့ဒီနေ့ကျောင်းကိုရောက်တော့ဆာကူရာကီလည်းသူ့ရဲ့အတန်းပေါ်တွေကသူတို့ရဲ့မိသားစုအကြောင်းကိုပြောနေတာနားထောင်ပြီးတော့ဝမ်းနေပြန်ပါတယ်အိမ်မရောက်တော့ကိုရီကြီးမကဆာကူရာကီနဲ့အတူစားဖို့ကူကီတွေကိုလှုပ်ပေးလိုက်ကဆာကူရာကီရဲ့မျက်နှာကဝမ်းနေတဲ့ကြောင့်တခုခုဖြစ်နေတာလားလို့မေးလိုက်ပါတယ်ဒါပေမဲ့ဆာကူရာကီကဘာမှပြန်မပြောဘဲကိုရီကြီးမကချောကလက်ကူကီမကြိုက်ဘူးလားလို့မေးလိုက်ကကိုရီကြီးမလည်းဆာကူရာကီကြိုက်ရင်သူလည်းကြိုက်တယ်လို့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒါကိုကြတော့ဆာကူရာကီလည်းဝမ်းနေရကနေနည်းနည်းတော့ပြောင်းလာပါတယ်ပြီးတော့ကိုရီကြီးမရဲ့အမေကဘလို့ပုံစံလဲလို့မေးလိုက်ကသူရဲ့အမေကကျင်နာတဲ့မိခင်ကောင်တယောက်ဆိုပြီးလေကိုရီကြီးမကပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့နှစ်ယောက်သားစကားတွေရီယုံမောနဲ့ပြောနေကြပါတယ်နောက်နေ့ရက်တော့ကိုရီကြီးမကသူ့ရဲ့ခေါင်းဆောင်စီကိုသွားပြီးဆာကူရာကီကသူ့ရဲ့အမေကိုတတိယနေတဲ့အကြောင်းကိုပြောပြီးသူမထုတ်မပြောပေမဲ့သူမရဲ့ခံစားချက်ကိုကောင်းကောင်းကြီးမြင်ရတယ်ဆိုပြီးတော့ကိုရီကြီးမလည်းပြောလိုက်ပါတယ်ဆာကာကတော့ခေါင်းဆောင်ရဲ့သမီးနဲ့သူ့ရဲ့အမေနဲ့တွေ့ပြကြသေးလားလို့မေးလိုက်ကခါရာကဆာကူရာကီ3နှစ်အရွယ်တည်းကမကြမကြတော့တွေ့ဖြစ်တယ်သူ့အမေကိုတွေ့တဲ့မျက်စိမိတ်နေတာကြောင့်သူမကအခုထိမနိုးသေးဘူးလားဆိုပြီးတော့သူ့အမေကိုပြောနေတယ်ဆိုပြီးလေခါရာကပြောပြပါတယ်ဒီလိုနဲ့ဆာကူရာကီတယောက်အခန်းရှိကနေဖြတ်သွားတော့ခါရာကဆာကူရာကီကအရွယ်ရောက်နေပြီဖြစ်လို့သူ့အမေရဲ့အခြေအနေကိုအမှန်တမ်းပြောပြရမယ်ဆိုပြီးလေကိုရီချီမာတို့နေရာကိုပြောပြနေပါတယ်အဲ့ချိန်ဆာကူရာကီလည်းအခန်းတဲကားကိုဖွင့်လိုက်ကခါရာကတော့မနှက်ဖင်သူမအမေနဲ့တွားတွေ့ရမယ်လို့ပြောလိုက်တာကြောင့်ဆာကူရာကီလည်းသူ့အမေစီကိုမတွားကြည့်ဘူးလို့ပြောပြီးတော့သူ့အမေကအများနဲ့အိပ်ပျော်နေနေထပ်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မသိချင်ဘူးဆိုပြီးတော့ငိုပြီးတော့ထွက်သွားခဲ့ပါတယ်
သူမတက်တော့ကိုရီကြီးမှလည်းအနာကနေပြေးလိုက်တာကခါရာကတော့သူမအမေကြောင့်သူ့ကိုထပ်ပြီးမခံစားသိချင်တော့ဘူးဆိုပြီးလေဆာကားကိုပြောပြလိုက်ပါတယ်ကိုရီကြီးမှကတော့ဆာကူရာကီရဲ့အခန်းတစ်ခန်းသားကိုရောက်လာပြီးသူမကိုစကားပြောဖို့လုပ်ပေမဲ့မနေ့ကသူ့မိစီကိုမသားကြည့်မှုဆိုပြီးလေငိုပြီးတော့ပြောနေပါတယ်ဘာဖြစ်လို့လဲဆိုတော့သူမအမေရှိတဲ့စိတ်ရုံကိုရောက်တိုင်းသူ့အဖေကအမြဲအထီးကျိတ်နေရတယ်လို့ထပ်ပြီးတော့ပြောနေပါတယ်ဒါကိုကြတော့ကိုရီကြီးမှလည်းဆာကူရာကီကိုပုံမီတပိုးလောက်ပြောပြမယ်ဆိုပြီးတော့ဆာကူရာကီကဘာလို့မြင်လဲဆိုပြီးတော့ပြန်ပေးတာကြောင့်ဆာကူရာကီကိုအရင်စစ်တဲ့အမေချောင်းကိုပြောပြမယ်ဆိုပြီးတော့ကိုရီကြီးမှလည်းသူမကိုတောင်းဆိုနေပါတယ်ဒါပေမဲ့ဆာကူရာကီကတော့သူ့အမေကသူ့ကိုမုန်းနေတယ်လို့ဆိုတာသူ့ကိုဘလောက်ပဲစကားပြောဘလောက်ပဲလက်ကန်ကန်သူကပြန်လဲမပြောဘူးလက်လည်းပြန်မကန်ဘူးလို့ပြောပြီးသူ့ကိုလည်းမချစ်တဲ့အမေလို့ပြောလိုက်ကသူ့ရဲ့အမေမဟုတ်ဘူးဆိုပြီးလဲသူမကဝမ်းနေနေပါတယ်ဒါကိုကိုရီကြီးမှကဆာကူရာကီအဖေကတမ်းမာပြီးအမေကတော့ကျင်နာတဲ့သူတယောက်လို့ပြောလိုက်ကအဲ့လိုလူနှစ်ယောက်ကမွေးထားတဲ့ဆာကူရာကီကပိုတမ်းမာပြီးပိုပြီးကျင်နာတဲ့သူဖြစ်ရမယ်လို့ပြောပြနေပါတယ်ချန်ပီယံရဲ့ဆာကူရာကီရဲ့အဖေကအရန်ချစ်ပြီးအမေကတော့အဖေတက်ပို့ပြီးတော့ဆာကူရာကီကိုပိုချစ်တယ်လို့ပြောလိုက်ကသူဘလောက်ပဲသူ့ရဲ့ဝေဒနာကိုခံစားရပါစေနောက်ဆုံးပြန်ပြီးနိုးမလာရင်တော့သူ့တော့ကအရေးမကြီးဘူးသူ့အတွက်အရေးကြီးတာကသူလိုချင်တဲ့ပျော်ရွှင်တဲ့မိသားစုတစ်ခုနဲ့သူရန်ချစ်ရတဲ့သမီးလေးတစ်ယောက်လို့ပြောလိုက်ပါတယ်ဒါကိုကြတော့ဆာကူရာကီလေးရဲ့သူ့မိပေါ်ထားတဲ့အမေအမားတွေတဖေးဖေးရော့လာပါတယ်နောက်တော့လေကိုရီချီမာကသူရန်ချစ်ရတဲ့သမီးလေးကသူ့ကိုချစ်ပြီးစောင့်နေရင်မကြခင်ပြန်ပြီးအဲ့ရကနေသူမနိုးလာလိမ့်မယ်ဆိုပြီးလေဆာကူရာကီကိုပြောပြပါတယ်ဒါကိုကြတော့ဆာကူရာကီလေးလည်းဝဲနှမ်းမျက်ရည်နဲ့အဆက်မပြတ်ကြားနေခဲ့ကစိတ်ဝင်မှရှိတဲ့သူမရဲ့အမေကိုအားပေးဖို့သူမတတိယအပြည့်ရှိရမယ်ဆိုပြီးလေပြောပြနေခဲ့ကဆာကူရာကီလည်းသူမအပြည့်တွေအများကြီးရှိသွားပြီးအဲ့ဟာကသူ့မိဖို့အမုန်းတွေထားခဲ့တာပဲဖြစ်ပါတယ်ဒါကိုကြတော့ကိုရီကြီးမာကအဲ့အရာတွေခေါင်းထဲမထားဖို့ကိုပြောပြီးမနက်ဖက်ကြားရတာသူမအမေနဲ့တော်တွေ့ဖို့ကိုဖြောင်းပြပေးပါတယ်ကိုရီကြီးမာရဲ့စကားတွေရောက်ဆာကူရာကီလေးလည်းပြောသွားပြီးချက်ချင်းပဲကိုရီကြီးမာရဲ့အနာကိုသွားပြီးတော့အတူတူသွားကြမယ်ဆိုပြီးတော့ပြောလိုက်တာကြောင့်ကိုရီကြီးမာလည်းသူမပြောနေတာကိုကြည့်ပြီးတော့သူလည်းပြောသွားခဲ့ပါတယ်ဒီလိုနဲ့ဆာကူရာကီကအဖေဖေသူရဲ့အနာကိုပြေးသွားလိုက်ပြီးတော့သူ့မိနဲ့တွားတွေ့ချင်တယ်သူပြီးတော့မျက်ရည်တွေနဲ့အဆက်မပြတ်ပြောနေပါတယ်သူမရဲ့စကားတွေရောက်ခါရာလည်းပြုံးပြီးတော့ဆာကူရာကီရဲ့မျက်ရည်တွေကိုတုပ်ပေးလိုက်ပါတယ်ပြီးတော့သူမရည်လိုက်တိုင်းသူမအမေနဲ့အရန်တူတယ်ဆိုပြီးတော့ပြောလိုက်ကသမီးရှိရင်သမီးအမေနဲ့အဖေကိုပြောရွှေ့စေတယ်အဲဒါကြောင့်သမီးအမေကိုမျက်နှာပြလိုက်ပါအောင်ဒီလိုပြောပြီးခါရာလည်းဝမ်းနဲ့မျက်ရည်တွေကျနေပါတယ်ဆာကာကတော့ခါရာကိုတာပါနဲ့ပြောတာတွေကိုကြည့်ပြီးတော့ဝမ်းနဲ့ပြီးငိုနေပါတယ်ငိုနေတဲ့ဆာကာကိုကိုရီချီမာကအချောက်ကြီးနဲ့တူတယ်ဆိုပြီးတော့လှောင်နေပါတယ်နောက်ရောက်တော့ကိုရီချီမာကဆာကူရာကီလေးကိုကောင်းကောင်းအိပ်စက်ဖို့မှာပြီးတော့ထွက်သားဖို့လုပ်နေတော့ဆာကူရာကီလေးတဲ့ကိုရီဂျီမန်ကဘာလို့အလားတော့ကျန်နာတတ်တဲ့သူတယောက်ဖြစ်နေတာလဲလို့ပြောလိုက်ပါတယ်ဒါကိုကြတော့ကိုရီဂျီမန်တယောက်လဲကြောင်သားပါတယ်ဘာလို့လဲဆိုတော့ဘသူကမှသူ့ကိုကျန်နာတတ်တဲ့သူလို့မပြောခဲ့လို့ပဲဖြစ်ပါတယ်ဆာကူရာကီကတော့ဒါဆိုအရင်ကရောလူတွေကဘလို့ခေါ်ကြတာလဲလို့ပြောတာကြောင့်သူ့ကိုမကောင်းဆိုးဘတကောင်လို့ခေါ်ကြတယ်ဆိုပြီးလေသူမကိုစနေပါတယ်ဆာကူရာကီလေးကတော့ကိုရီဂျီမန်သူ့စီကိုရောက်လာတဲ့နေ့ကစပြီးသူ့အတွက်အရာရာပြောင်းလဲလာပြီးသူ့အတွက်အားရဖြစ်လာတယ်လို့ဆာကူရာကီလေးကပြောပြပါတယ်အဲ့ဒါကြောင့်သူလည်းကိုရီကြီးမလို့ကျန်တာတဲ့သူမျိုးဖိကျင်နေဆိုပြီးလေပြောလိုက်ကအဲ့လိုပြအောင်သိပေးရမယ်လို့ပြောတာကြောင့်ကိုရီကြီးမလည်းရဲလိုက်ပါတယ်ဒီလိုနဲ့ဆာကီရာကီကိုနှုတ်ဆက်ပြီးတော့ထွက်သွားပါတယ်ကောင်းဝင်းရံကိုကြည့်ပြီးတော့ကိုရီကြီးမကသူ့ကိုသူတော့ဘာလို့အခုလိုနူးညံ့သွားရတာကိုစဉ်းစားမရဖြစ်နေပါတယ်ဥမာတော့ကိုရီကြီးမနဲ့ဆာကူရာကီလေးလည်းဆေးရုံကိုသွားမှဖြစ်ပြီးကိုရီကြီးမကတော့အတိပြပြလာဆိုပြီးတော့ဆာကူရာကီလေးကိုမေးနေပါတယ်ဆာကူရာကီလေးလည်းအတိပြပြဖြစ်ကြောင်းကိုပြောကနှစ်ယောက်တည်းလည်းသူမအမေရှိတဲ့ဆေးရုံကိုသွားကြပါတယ်ဆေးရုံမှာတော့ဆာကူရာကီရဲ့အတော်ပြသူလည်းရောက်နေတာဖြစ်ပြီးသူမကတော့ကိုရီကြီးမနဲ့ဆာကူရာကီလေးကတတိမေးပြီးလာတွေ့တယ်လို့သူမကပြောနေပါတယ်ဆာကူရာကီလေးကတော့ဆေးရုံကလေးပေါ်မှာအော်ဒီဂျင်ပေးထားတဲ့သူ့မိဖြစ်သူကိုကြည့်ပြီးတော့ဝမ်းနေနေပါတယ်ပြီးတော့သူမကအချိန်ကြာကြီးသူ့ရဲ့အမေကိုလာမတွေ့နိုင်ခဲ့တဲ့အတွက်တောင်းပန်နေဆိုပြီးလည်းပြောလိုက်ပါတယ်အမေပြသူ့ရဲ့လက်လေးကိုကင်ပြီးတော့အမေကောင်းလာရင်သမီးနဲ့အတူစကားတွေအများကြီးပြောကြမယ်လို့ဝမ်းနဲ့မျက်ရည်တွေနဲ့ပြောနေခဲ့ကအမေမတီးတဲ့ကဘာကြီးပေါ်ကအလားတရားတွေကိုသမီးပြောရမယ်ဆိုပြီးလဲအမေပြသူ့ရဲ့လက်လေးကိုနမ်းပြီးတော့ငိုနေပါတယ်ဒါကိုကြည့်နေတဲ့ကာရာနဲ့သူ့မကတော့ဆာကူရာကီရဲ့စကားတွေကြောင့်မျက်ရည်တွေကျနေခဲ့ပြီးဆာကူရာကီလေးတော့ရင်းချက်နေပြီးဆိုပြီးတော့လဲဆာကူရာကီလေးထွက်ကုန်ယူနေပါတယ်ကိုရီကြီးမလည်းငိုနေတဲ့ဆာကူရာကီလေးကိုကြည့်ပြီးမျက်ရည်တွေကျနေတဲ့အကြောင်းခါရာကသူမကိုစောင့်ရတဲ့သူတော်မျက်ရည်တွေကျနေပြီလားဆိုပြီးတော့မေးနေပါတယ်ဒီလိုနဲ့ဆာကူရာကီလေးကကိုရီကြီးမစီကနေသူ့အမေကိုပေးဖို့လက်ဆောင်တောင်းလိုက်ပါတယ်အဲ့ဒီလက်ဆောင်ကတော့သူတို့မိသားစု3ယောက်နဲ့ကိုရီကြီးမတို့ပုံကိုဆွဲထားတဲ့ပကြီးကားလေးပဲဖြစ်ပါတယ်ကိုရီကြီးမလည်းအခုကစပြီးတော့ဆာကူရာကီလေးရဲ့အမေကအထီးမကျန်တော့ဘူးလို့ဆိုတာဆာကူရာကီလေးလည်းပြောသွားပါတယ်အတော်ပိသူစမ်းမီကတော့နေ့နေ့သာစားတင်ရောက်လာပြီဖြစ်လို့ဆေးရုံကဆိုင်တစ်ခုမှတခုတောင်းဝယ်ဖို့ကိုပြောလိုက်ပါတယ်ဒီလိုနဲ့ကိုရီကြီးမနဲ့ဆာကူရာကီလေးလည်းအားလုံးစားဖို့အတွက်မုတ်တီတောင်းဝယ်နေပါတယ်ကိုရီချီမနဲ့ပျော်နေတဲ့ဆာကူရာကီလေးကိုကြည့်ပြီးစမ်းမီကတော့သူတို့တော့အတော်လေးကိုရင်းနှီးလာပြီဆိုပြီးတော့တူမလေးကိုအခုလိုဖြစ်အောင်ကူညီခဲ့တဲ့ကိုရီချီမကိုကျေးဇူးတင်ကြောင်းကိုကာရာကိုပြောပြနေပါတယ်
ခါရာကတော့ဂရေဘော်ကသူ့ရဲ့ဇနီးမျက်နှာကိုကြည့်ပြီးတော့ဆာကူလေးငငယ်ကမာရီကသူ့ပြင်နဲ့ဆာကူလေးနဲ့ကတူတယ်လို့ပြောလိုက်ကခါရာကဘယ်နှတူလာလဲဆိုပြီးတော့မေးရကြောင်းဆာကူလေးရဲ့အပြုံးတွေကခါရာနဲ့တထဲကြားနေတယ်ဆိုပြီးတော့မာရီလည်းပြောလိုက်ပါတယ်ဒီလိုနဲ့ခါရာလည်းဇနီးပိသူရဲ့လက်ကိုကိုင်းပြီးတော့ဆာကူလေးငငယ်ကပြောစရာကောင်းတဲ့မိသားစုအကြောင်းကိုပြန်ပြီးတော့တွေးနေကြကအသက်9နှစ်အရွယ်တောင်ကြီးပြင်းလာတဲ့ဆာကူလေးရဲ့ပုံကိုမာရီကိုအယမ်းမြင်နေတယ်ဆိုပြီးတော့တဘာဝပြောနေပါတယ်နောက်ထပ်လည်းခါရာကသူ့ရဲ့အလုပ်တွေနဲ့ဆာကူရာကလေးကိုအခုချိန်ထိအေးတကြီးမစားကြနိုင်ဘူးလို့ပြောပြီးအဖေကောင်းမပီတာဘူးဆိုပြီးတော့လေဝမ်းနဲ့နေခဲ့တာမာရီတာရှိဆာကူရာကလေးလည်းမိဘမြတ်တာကိုအပေးဝရမှာဆိုပြီးတော့လေပြောနေနေဝမ်းနဲ့နေပါတယ်တပတ်မှာတော့ဂရီကြီးမာနဲ့ဆာကူရာကလေးလည်းမာကတ်တစ်ခုကိုရောက်လာခဲ့ကမာကတ်ထဲမှာတော့ရန်ပင်းနေတဲ့အဖေနဲ့သူ့ရဲ့ကလေးတယောက်ကိုဂရီကြီးမာနဲ့ဆာကူရာကလေးကချောင်းကြီးနေပါတယ်ဒီလိုနဲ့ဂရီကြီးမာတို့နှစ်ယောက်လည်းအနားကိုသွားလိုက်ကတေချာကြည့်လိုက်တော့သူ့ရဲ့တငယ်ချင်းတိုရီဖြစ်နေရကြောင်းဂရီကြီးမာလည်းနှုတ်ဆက်လိုက်ပါတယ်အဲ့တော့ထိုင်ကုန်တစ်ခုမှထိုင်ပြီးတော့စကားတွေပြောနေကြရင်ခေါင်းဆောင်ခါရာရဲ့သမီးလေးတော်ဒီရွယ်ရောက်လာပြီဆိုပြီးလေစတိုရီကပြောပါတယ်ပြီးတော့ခေါင်းဆောင်ရဲ့တခြားစီပဲဆာကူရာကလေးကချစ်စရာကောင်းတယ်လို့ဆောင်းဆောင်းနဲ့ပြောလိုက်ပါတယ်ဆာကူရာကလေးကသူကဘာတူလဲဆိုပြီးတော့မင်းနေရကြောင်းကိုရီချီမာသူကအရင်ကခေါင်းဆောင်ရဲ့တပည့်ဖြစ်ပြီးသူတို့နဲ့အတူတူခေါင်းဆောင်စီမှာအလုပ်တူတူလုပ်ကြရဲဆိုပြီးလဲပြောပြလိုက်ပါတယ်စတိုရီကတော့ဆာကူရာကလေးကိုစောချဖို့ခေါင်းဆောင်ကတော်ရင်ပေးကြတယ်ဆိုတာတကယ်လားလို့မေးလိုက်ကကိုရီချီမာလည်းဟုတ်တယ်ဆိုပြီးတော့ပြန်ပြောလိုက်တဲ့အကြောင်းကော်ဖီတော့ကောကောမပြောတတ်တဲ့သူကကလေးတယောက်ကိုစောချဖို့ဆိုတာကဟာသားတစ်ခုပဲလို့ဆိုကတိုရီကသူ့ရဲ့တငယ်ချင်းကိုရီချီမာကိုလှောင်နေပါတယ်တိုရီရဲ့သားလေးကဆာကူရာကီကိုမြင်မြင်ချင်းပါပဲသူမနဲ့ရင်းနှီးချင်တာကြောင့်သူမရဲ့အနာကိုသွားပြီးတော့သူ့ရဲ့အတက်ကချောင်းနေပြဖြစ်ကြောင်းနဲ့သူ့ရဲ့နာမည်ကတော့ဖူရိုဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့စော်လေးကိုငန်းနေတဲ့ဖူရိုလေးကအယိုးတစ်ခုလက်ဆောက်ပေးလိုက်ကသူတို့တစ်ချိန်ရရင်ဒိတ်လို့ရမလားဆိုပြီးတော့မေးရကြောင်းဆာကူရာကီလေးကလက်ဆောက်ကိုညင်းလိုက်ပါတယ်အဖေသူတိုရီကတော့အဲ့လိုတွေမနှောက်ဖို့ပြောလိုက်ကဖူရိုကတော့သူ့မှာအယိုးနှစ်ခုဖြစ်နေတာကြောင့်သူမသာလက်ဆောင်ယူလိုက်ရင်ပိုကောင်းမယ်လို့ပြောနေပါတယ်ဆာကူရာကီလေးကတော့ကိုရီချီမာရဲ့လက်ကိုကိုင်းပြီးတော့တိုရီနဲ့သူ့ရဲ့အဖေကရန်ညိုးတွေရှိတာလားလို့တိုးတိုးလေးမေးလိုက်ကအရင်ကသူ့ရဲ့အဖေစီမှာအလုပ်လုပ်ပြီးဘာလို့အခုထွက်သွားတာလဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့ကိုရီချီမာလည်းဆာကူရာကီရဲ့အဖေကိုကာကွယ်ဖို့အတွက်သူ့မှာအရေးကြီးတဲ့ကိစ္စတစ်ခုရှိတာလို့အလုပ်ကနေထွက်သွားခဲ့တယ်လို့ဆိုတာခေါင်းရဲ့အလုပ်ကနေကသူမထွက်သွားခဲ့ရင်သူ့ရဲ့မိသားစုကိုကာကွယ်နိုင်မှာမဟုတ်ဘူးဆိုပြီးလဲပြောပြပါတယ်အချောင်းသုံးကိုတည်တော့ဆာကူရာကီလေးကအရင်လိုပြန်ပြီးအစီမပြေကြတော့ဘူးလားလို့ထပ်မင်းနေတာကြောင့်သူတို့ကဘာမှမဖြစ်ခဲ့တဲ့အတွက်ဘယ်ချိန်ပဲတွေ့နှွေးထွေးတဲ့မိသားစုကိုအရင်ကလိုပဲပြန်ရတယ်ဆိုပြီးတော့ကိုရီချစ်မာကဆာကူရာကီလေးနားလည်အောင်ရှင်းပြနေပါတယ်အဲ့တော့ဆာကူရာကီလေးကသူကိုယ်တိုင်တိုကီရဲ့နားကိုသွားပြီးတော့သူ့ရဲ့ဖေနဲ့တိုရီကိုအရင်လိုပြန်နေပေးပါလို့တောင်းဆိုနေတာကြောင့်သူ့ရဲ့တကူခေါင်းဆောင်မှုတွေအတွက်တိုရီတယောက်လည်းဝမ်းနေပြီးငိုနေပါတယ်ခဏကြာတော့တိုရီကဆာကူလေးရဲ့ခေါင်းကိုကိုင်းပြီးတော့အားရရဲ့တရက်လောက်လက်ဆောင်ယူလာပြီးတော့ခေါင်းဆောင်စီကိုလာခဲ့မယ်လို့ပြောလိုက်ကဆာကူလေးလည်းဟုတ်ကဲ့ဆိုပြီးတော့ခေါင်းညှိလိုက်ပါတယ်ဒီလိုနဲ့ကိုရီကြီးမနဲ့ဆာကူလေးလည်းဆေးဟုတ်ခန်းထဲကိုပြန်သွားခဲ့ကစမ်းမီကတကူဖြစ်နေလို့ကြာနေရလားလို့မေးတာကြောင့်ကိုရီကြီးမလည်းတိုရီနဲ့ဆိုလို့ခဏပြောနေတာဆိုပြီးတော့စမ်းမီကိုပြောလိုက်ပါတယ်အဖေဖေသူ့ကိုကြည့်ပြီးဆာကူလေးကလက်ဆောင်နေတဲ့ဦးလေးတူရီကအဖေစီကိုလာခဲ့မယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပြီးတော့သူ့ရဲ့အဖေကိုဦးလေးတိုရီလာရဲ့စကားတွေအများကြီးပြောရမယ်လို့ပြောလိုက်ပါတယ်ဒါကိုကြတော့ခါလာလဲသူ့ရဲ့သမီးလေးကအတော်လေးကိုယဉ်ကျေးလင့်မာတဲ့ကလေးပဲဆိုပြီးတော့ပြုံးနေပါတယ်နေကလည်းမကြခင်ဝင်တော့မှဖြစ်တာကြောင့်ဆာကူလေးကသူ့မိရဲ့လက်ကိုကိုင်းပြီးတော့မကြခင်ပြန်ပြီးလာခဲ့မယ်လို့နှုတ်ဆက်နေပြီးတော့ကိုရီချီမာနဲ့အတူတူအိမ်ကိုပြန်သွားခဲ့ပါတယ်အိမ်ပြန်လာမှာတော့ဆာကာမာရဲ့မုတ်တွေနဲ့ညာဘက်သူတို့စကားပြောရင်အတူတူစားဖို့ဒိုနတ်တွေကိုဝယ်လာပါတယ်ဒီလိုနဲ့လမ်းလျှောက်နေရင်ကြောင်လေးတစ်ကောင်ရဲ့အတန်ကိုကြားလိုက်တာကြောင့်ဆာကူလေးကအတန်ကြားရတဲ့နားကိုတွားလိုက်ကပုံလေးတစ်ပုံကနေပြီးတော့အနည်းအောင်ကြောင်လေးတစ်ကောင်ကထွက်လာပါတယ်ကိုရီချီမာနဲ့ဆာကူလေးလည်းကြောင်လေးကိုကြည့်နေရင်လည်းလူတယောက်ကသူ့ရဲ့မျက်နှာကိုမပြပဲပိုက်စားနေတယ်ဆိုပြီးတော့ပြောနေပါတယ်အဲ့ဒါကြောင့်ကိုရီချီမာနဲ့ဆာကူလေးကသူတို့စားဖို့ဝယ်လာတဲ့မိုးတချို့ကိုသူမကိုကျွေးလိုက်ပါတယ်သူမရဲ့နာမည်ကတော့ဆာတိုရီဖြစ်ပါတယ်ဆာတိုရီကတော့သူ့ကိုအခုလိုမိုးကျွေးတဲ့အတွက်သူမတည်သေးသေးရဲ့ကိုရီချီမာနဲ့ဆာကူလေးရဲ့ကျေးဇူးကိုမမေ့ဘူးဆိုပြီးတော့ပါဇက်ကနေဘလောစားနေပြီးပြောနေပါတယ်အားရပါရနဲ့စားနေရင်ဆာတိုရီကိုကြည့်ပြီးတော့ကိုရီချီမာကမုတ်တွေထကျွေးလိုက်ကဆာကူလေးလည်းသူမစားနေတာကိုကြည့်ပြီးတော့ပြောနေပါတယ်ဆာတိုရီကတော့သူကစာမတော်တာကြောင့်မိဘတွေရဲ့အဆူကိုနေတိုင်းခံနေရပြီးအဲ့ဒီတန်တွေကိုမခံနိုင်လို့သူ့ရဲ့အိမ်ကနေထွေပေးလာတာပဲဖြစ်ပါတယ်ကိုရီချီမာကတော့အဲ့လိုလုပ်တာမကောင်းဘူးဆိုပြီးတော့သူမကိုပြောလိုက်ကဆာကူလေးကတော့သူ့လက်ထက်ကကြောင်လေးကိုခေါ်သားဖို့ကိုရီချီမာကိုပြောကကြောင်မွေးတာကအရင်ပြမယ်နေဆိုပြီးတော့ကိုရီချီမာကပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ဆာကူလေးကကြောင်လေးကိုချစ်တာကြောင့်သူအစွမ်းကိုဂရုစိုက်မယ်လို့ကတိပေးနေပါတယ်တကယ်တော့ဆာကူလေးကသူကြောင်လေးကိုခေါ်သားမှဆာတိုရီကအိမ်ကိုကောင်းပြန်လို့ရမှာဖြစ်ပြီးဆာကူလေးကတော့သူသာမခေါ်သွားရင်ဆာတိုရီလက်လမ်းမှာပဲနေရမှာစိုးရိမ်နေပါတယ်ဘာလို့ဆိုအဲ့ဒီကြောင်နဲ့ဆာတိုရီကိုသူ့ရဲ့မိဘတွေကအမြဲတမ်းရှင်းရှင်းပြီးပြောနေတာပဲဖြစ်ပါတယ်ဆာကူလေးကြောင်ကိုခေါ်သွားမဲ့ကိစ္စကိုကိုရီချီမာကသူ့ရဲ့ခေါင်းဆောင်နဲ့အရင်တိုင်ပင်ပြီးမှပြန်လာခေါ်မယ်လို့ပြောလိုက်ကဆာကူလေးရဲ့အဖေကရာဟူသာခေါင်းဆောင်ဆိုတာဆာတိုရီတယောက်လည်းတည်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ဆာတိုရီက
ရာဟုသားရဲ့တမီနဲ့တပုံတွဲရလို့ရမလားဆိုပြီးတော့မေးရကြောင်းကိုရီချီမာလည်းအဲ့လိုလုံးလို့မရကြောင်းကိုပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ဆာတိုရီလည်းမကြခင်မိုးချိုးတော့မှမို့သူ့ရဲ့ကြောင်လေးကိုဂရုစိုက်ပေးဖို့ကိုမှာပြီးတော့နေရာကနေထွက်သွားခဲ့ပါတယ်အဲ့တော့ကိုရီချီမာလည်းကြောင်လေးကိုအင်္ဂါဘိုးတဲ့လက်ခံလိုက်ကဆာဝူလေးကတော့ပြောနေပါတယ်အဲရတော့ဆာကာကကြောင်တကောင်ပါလာတာကြောင့်အံ့ဩနေပြီးသူမလိုက်တဲ့မုတ်တွေမပါဘူးလားဆိုပြီးတော့မေးနေတာကြောင့်ကိုရီချီမာကအဲကြောင်လေးကိုကျွေးလိုက်ပြီးဆိုပြီးတော့လည်းပြောလိုက်ပါတယ်တပတ်မှာတော့ဆာကူလေးကကြောင်ကိုကြည့်ပြီးတော့ဘလို့နာမည်ပေးရမလဲဆိုပြီးတော့စဉ်းစားနေခဲ့ကစာအုပ်ထဲမှာကြောင်ပုံလေးကိုဆွဲနေရင်းနဲ့အုံကြီးဆိုပြီးတော့ကြောင်လေးရဲ့နာမည်ကိုအုံကြီးဆိုပြီးတော့ပေးလိုက်ပါတယ်ဒီလိုနဲ့စာအုပ်လေးကအုံကြီးနဲ့အတူအဲ့ရဝင်လိုက်ပြီးတော့မနေ့ရောက်လာတဲ့အချိန်မှာတော့အုံကြီးလေးကသူ့ကိုလာနှုတ်နေပါတယ်ချစ်တဲ့ကောင်နဲ့အုံကြီးလေးကိုကြည့်ပြီးအုံကြီးလေးစားလို့ရမယ့်မုတ်တွေကိုစာအုပ်လေးကအများကြီးဝယ်ပေးပါတယ်နောက်တစ်ရက်မှာတော့ခါရာကသူ့ရဲ့တပည့်နှစ်ယောက်ကိုပစ္စည်းတွေစုထားဖို့အလုပ်ပေးထားတာဖြစ်ပြီးအဲ့ဒီပစ္စည်းပုံးတွေထဲမှာတော့အွန်ဂျီလေးကဝင်နေတာပဲဖြစ်ပါတယ်။တဂရီလည်းပစ္စည်းပုံးကိုပေးဖို့လုံးနေတုံးမှာပဲအနည်းအကြောင်ကိုရိုးတရက်မြင်လိုက်ရတာကြောင့်တဂရီတယောက်လည်းလန်သွားပါတယ်။အခြားတစ်ပတ်မှာတော့ဆာကူလေးကသူ့ရဲ့ကြောင်လေးပျောက်သွားတာကြောင့်ငိုပြီးတော့လိုက်ရှာနေပါတယ်။ဒါပေမဲ့တဂရီကတော့သူ့ကိုဒုက္ခပေးတဲ့ကြောင်ကိုပညာပြဖို့ပုံးထဲမှာပေးထားလိုက်ပါတယ်။ဒီလိုနဲ့တဂရီလည်းဆာကူလေးရဲ့ကြောင်လေးမှန်းတည်သွားတဲ့အခါမှာတော့ကွိုင်မဲဆိုပြီးတော့ဘာမှပြန်မပြောဘဲနေပါတယ်။ဆာကူလေးကတော့သူ့ရဲ့ကြောင်လေးအတန်ကိုကြားနေရတာကြောင့်လိုက်ရှာနေရင်ပစ္စည်းပုံးတစ်ခုကနေတွေးလိုက်ရပါတယ်။အုံကြီးလေးကိုတွေးတော့ဆာကူလေးလည်းငိုနေရကနေပြောသွားခဲ့ပါတယ်။ပြီးတော့သူခဏလေးပြစ်ထားမိလို့အုံကြီးလေးကိုတောင်းပန်နေပါတယ်။တကူရီနဲ့ကတုံးကတော့အုံကြီးကပစ္စည်းတချို့ကြောက်ခွဲသွားတာကြောင့်သူရဲ့ခေါင်းဆောင်ကိုတောင်းပန်နေပါတယ်။ဒါပေမဲ့လည်းခါပါကရိုနီနဲ့ပြန်ပြီးတော့ပစ္စည်းတက်မှုကိုပြန်ပေးရမလဲဆိုပြီးတော့မေးလိုက်ကတကူရီတို့နှစ်ယောက်ကတော့သူရဲ့ခေါင်းကိုမနာနဲ့တောင်းပန်နေပါတယ်။ဒီလိုနဲ့နောက်ဆုံးမှတော့ခါရာကတကူရီတို့နှစ်ယောက်ကိုနောက်တစ်ခါထပ်မေးပေးဖို့ကိုပြောပြီးတော့ခွေးလွှတ်လိုက်ပါတယ်။တမင်ဖြစ်စီဆာကူရာဂီလေးကတော့ကြောင်လေးနဲ့အချိန်ပြပြောနေတာကိုကြည့်ပြီးခါရာလေးကျဉ်းနေပါတယ်အပိုင်းလေးမှာတော့လူမှုနယ်ပယ်မှာပြောင်းလဲမှုတွေဖြစ်လာပြီးမှာတော့ခါရိုယာကူတာအဖွဲ့လည်းရက်တီဖို့အတွက်ခက်လာပါတယ်အဲ့ဒါကြောင့်သူတို့ရှေ့ဆက်ရက်တီဖို့တခုခုပြောင်းလဲပေးရမယ်လို့ကိုရီချီမာနဲ့ဆာကာကိုပြောပါတယ်ကိုရီချီမာနဲ့ဆာကာကတော့သူတို့ကိုဘာလို့ဒီကိုခေါ်လိုက်တာလဲဆိုတာကိုတူတူလေးပြောနေတာကြောင့်ခါရာကသူပြောတာကိုတခြားနောက်တော့ဘို့ကိုအမေပေးလိုက်ပါတယ်ပြီးတော့ဆိုရှယ်မှာကွန်တန့်တွေဖန်တီးပြီးအဲ့ဒီကရလာတဲ့အကျိုးမြတ်တွေကများတယ်လို့သိရတယ်အဲ့ဒါမင်းတို့သိလားခါရာကအဲ့လိုပြောတော့ကိုရီချီမာလည်းနည်းနည်းတော့ကြားဖို့ရဆိုပြီးတော့ကြောင်တော်ပုံစံလုပ်နေပါတယ်။ဆာကလည်းသူလည်းဒီဘိုင်းကိုသိပေမဲ့အရင်ကြီးတော့မကျွမ်းဘူးလို့ပြောလိုက်ကကိုရီချီမာကတော့ဆာကသူ့တက်ပို့ပြီးတော့ဆိုရှယ်ဘိုင်းကိုကျွမ်းနေဆိုပြီးတော့ပြုံးစီစီဖြစ်နေပါတယ်။ဆာကတော့သူ့ကိုကျင်းလိုက်တဲ့ကိုရီချီမာကိုတင်းနေပါတယ်။ခါရာကတော့သူ့ရဲ့ဆက်ရရောက်တော့ပြတဲ့ကိုရီချီမာနဲ့ဆာကကိုပဲအဲ့ဒါတွေကိုလုတ်ခိုင်းမယ်လို့ပြောလိုက်ကသူတို့ယာကူတာကိုင်းကအခုလိုလှုပ်တာကိုတခြားသူတွေသိလို့မရဘူးဆိုပြီးလည်းပြောလိုက်ကအဲ့ဒီလှုပ်ဝက်ချက်ကိုဖုံးကွယ်ထားရမယ်လို့တတိပေးလိုက်ပါတယ်။အဲ့ဒါကိုကိုရီချီမာနဲ့ဆာကလည်းလက်ခံလိုက်ပါတယ်။ဆာကူလေးကတော့ကျောင်းသားတော်မှာဖြစ်ပြီးကိုရီချီမာကိုမတွေ့တာကြောင့်လှမ်းခေါ်နေပါတယ်ဒီလိုနဲ့ကိုရီချီမာနဲ့ဆာကလည်းကျောင်းကိုသွားနေခဲ့ကအရေးလို့စကားမျိုးပဲမှိုင်နေတဲ့ကိုရီချီမာကိုကြည့်ပြီးတော့ဆာကူလေးကသူ့ကိုဒီမှာပဲထားခဲ့ပြီးပြန်လို့ရတဲ့ဆိုကသူ့ဘာသာသူဆက်သွားလိုက်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်ကိုရီချီမာကတော့စိတ်ဆိုးသွားတာလားလို့ဆာကူလေးကိုမေးနေတာကြောင့်ဆာကူလေးကကိုရီချီမာတခုခုဖြစ်နေတာလားဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုရီချီမာလည်းသူ့အတွင်းလွန်သွားလို့ဆာကူလေးကိုတောင်းမယ်ပြီးအတူတူဆက်သွားကြမယ်လို့ပြောလိုက်ပါတယ်ကိုရီချီမာကသူ့ရဲ့ခေါင်းဆောင်ခိုင်းထားတဲ့ဆိုရှယ်မှာကွန်တန့်လုပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ကောင်းရှုံးနေတာကြောင့်မှိုက်တိုင်ဖြစ်နေပါတယ်ဒီလိုနဲ့ကိုရီချီမာကဆာကာကိုကွန်တန့်ဆိုတာကဘာကြီးလဲလို့မေးလိုက်ကဗီဒီယိုတွေဖန်တီးပြီးအဲ့ဒီဗီဒီယိုကိုကြည့်တဲ့သူများရင်ပတ်စံတွေအများကြီးရတယ်လို့ကိုရီချီမာလည်းသူတို့ရဲ့အလုပ်တွေကိုလူတို့ကိုချပြလိုက်ရင်ပိုကောင်းမလားဆိုပြီးတော့ဆာကာကိုအကြံပေးနေတာကြောင့်ဒီစားလုံးဝမပြည့်နိုင်တဲ့အရာဆိုပြီးတော့ဆာကာကပြောလိုက်ကခေါင်းဆောင်သည့်အစက်ခံရမယ်ဆိုပြီးလေပြောပါတယ်အဲ့ဒါကြောင့်ဒါဆိုဘယ်လိုလုပ်ကြမယ်ဆိုပြီးတော့သူရဲ့တငယ်ချင်းဆာကာကိုမေးတာကြောင့်ဆာကာကမျက်နှာမပြပဲလုပ်လို့ရတဲ့ကွန်တန့်တွေအများကြီးရှိတယ်လို့ပြောလိုက်ကတချို့ဆိုသူတို့ရဲ့မျက်နှာကိုခင်းသားတွေဖြတ်ပြီးတင်ကြတယ်လို့ရှင်းပြလိုက်ပါတယ်ကိုရီချီမာကတော့သူကဘာမှမသိတာကြောင့်ဆာကာကိုပဲဥဆောင်ပြီးလုပ်ဖို့ကိုပြောလိုက်ကမင်းလည်းမင်းရဲ့မျက်နှာကိုဘယ်သူမှမသိအောင်မျက်နှာပုံးဆွတ်ထားလို့ရတယ်လို့ကိုရီချီမာကိုပြောလိုက်ပါတယ်။ထပ်ပြီးတော့လည်းဆာကဗီဒီယိုတစ်ခုရဖို့ကအလောက်မလွယ်ဘူးလို့ပြောလိုက်ကကင်မရာစတင်ကိုအရင်ဆုံးချိန်ရတယ်ဆိုပြီးတော့ပြောပြပါတယ်။ကိုရီချီမာကတော့ဆာကပြောတာတွေကိုနားမထောင်ပဲအိပ်ပျော်သွားပါတယ်။အိပ်ပျော်နေတဲ့ကိုရီချီမာကိုဆာကလည်းနိုလိုက်ကသူတို့နှစ်ယောက်ဗီဒီယိုအတူတူရိုက်ဖို့အတွက်မျက်နှာပုံးတက်ထားဖို့အတွက်မျက်နှာပုံးတစ်ခုကိုပေးလိုက်ပါတယ်။ဒီလိုနဲ့ကိုရီချီမာလည်းမျက်နှာပုံးဆွတ်ပြီးတော့ကင်မရာရှေ့ကိုသွားလိုက်ကအားလုံးပဲတွေ့ရတာဝမ်းသာပါတယ်။ကျွန်တော်နာမည်ကတော့အိုင်လန်ပါ။ရာဂူသာအဖိုးဝင်တယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကိုကြောက်ဖို့မလိုပါဘူးအားလုံးပဲပေါ်ပေါ်ပါနဲ့နေပါဒီလိုပြောပြီးကိုရီချီမာကအားလုံးကိုလိုက်လွှင့်ပြီးတော့သူရဲ့တနေ့တာမှာလုပ်တဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်အဲ့ဒီလိုက်ထဲမှာတော့ကိုရီချီမာကတနက်တလက်ကိုကိုင်ပြီးတော့သူရဲ့တနေ့တာမှာ DBC ကအရေးကြီးဆုံးလို့ပြောလိုက်ကဒုတိယအရေးကြီးတာကတော့ဒါလေးဆိုပြီးတော့ဓာတ်ကိုပြလိုက်ပါတယ်ဒီလိုနဲ့ညရတော့ဆာဂါနဲ့အတူတူရိုက်ထားတဲ့ဗီဒီယိုကိုကိုရီချီမာလည်းကြည့်နေခဲ့ကအရင်ဆုံးတစ်ပေါက်လောက်ပဲတင်မယ်ဆိုပြီးတော့ဆာဂါနဲ့တိုက်မိနေပါတယ်မနေ့ကတော့ကိုရီချီမာတို့ရိုက်ထားတဲ့ဗီဒီယိုက YouTube မှာ1 million view ပေါက်သွားတာကြောင့်
စာကလည်းဝမ်းသာအာရနဲ့ကိုရီဂျီမာကိုလာပြောပါတယ်ကိုရီဂျီမာကတော့သူတို့ဆိုတာကိုအခြားသူတွေမသိဘူးလားလို့မေးတာကြောင့်အချို့ခန်းတွေကိုဝါထားတာကြောင့်သူတို့ဆိုတာကိုသိရသူမရှိဘူးဆိုပြီးလဲစာကပြောပါတယ်ကိုရီဂျီမာလည်းသူတို့ရိုက်ထားတဲ့ဗီဒီယိုကိုသိချကြည့်တော့သူရဲ့အတန်ကအတော်လေးကိုဆိုးတာပဲဆိုပြီးစိတ်တက်ကြနေပါတယ်စာကလည်းအဲ့ဒီစိတ်ပြည့်စရာကောင်းတဲ့အတန်လေးကပဲကလေးတွေပိုကြိုက်ကြတယ်ဆိုပြီးတော့နောက်ဗီဒီယိုအတွက်အကြံဉာဏ်တွေထုတ်နေပါတယ်နောက်တဲ့ဗီဒီယိုကိုစာကလည်းမကြခင်ရိုက်တော့မယ်လို့ပြောလိုက်ကကိုရီဂျီမာလည်းထပ်ပြီးတော့ရိုက်ရမှာကြောင့်ယူကြည့်နေပါတယ်အခြားတစ်ပတ်မှာတော့စာကကိုရီဂျီမာကိုမတွေ့တာကြောင့်လိုက်ရှာနေခဲ့ပြီးကိုရီဂျီမာကတော့စာကနဲ့အတူ PC ပုံတွေကိုတည်ပြီးတော့ဗီဒီယိုရိုက်ဖို့အတွက်ပြင်ဆင်နေပါတယ်ဒီကဗီဒီယိုမှာတော့တာကိုရီနဲ့ကရုံးလေးကိုရီဂျီမာနဲ့အတူမျက်နှာဖုံးစွပ်ပြီးတော့ကင်မရာရှိကိုရောက်လာပါတယ်ကင်မရာရှိမှာဘာမှမပြောဘဲညင်နေတာကြောင့်ကိုရီဂျီမာလည်းကတ်တိုးလေးတစ်ခုခုပြောခိုင်းနေပါတယ်အဲဒါကြောင့်တာကိုရီနဲ့ကရုံးကကျွန်တော်တို့ကတင်းကယ်ရီပဲဖြစ်ပါတယ်အခုကကမ္ဘာအဆက်ဆုံးဟင်းပွဲကိုစားပြမဲ့လိုက်လေးပဲဖြစ်ပါတယ်ခဏကြာတော့အဆက်မစားတဲ့တာကိုရီနဲ့ကရုံးလေးကမ္ဘာအဆက်ဆုံးဟင်းပွဲကိုစားပြီးတော့သူတို့ရဲ့6လောင်နဲ့6ကိုမိုးပေါ်ထောင်ပြီးတော့អော်နေပါတယ်ဒါပေမဲ့ကိုရီဂျီမာကတော့နောက်ဆုံးမှတစုံမဲ့စားတာကြောင့်အေးဆေးပဲဖြစ်ပါတယ်အခြားတစ်ပတ်မှာတော့ဆမ်မီကကိုရီဂျီမာလိုစားထားတဲ့ food blog ကိုကြည့်ပြီးတော့အရန်မိုက်တယ်လို့ချီးကျူးနေခဲ့ပါတယ်ဒီလိုနဲ့ကိုရီဂျီမာတို့အဖွဲ့ကဘလော့မျိုးစုံကိုရိုက်လာပြီးအဲ့ဒီထဲမှာလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိလာခဲ့ပါတယ်ကိုရီဂျီမာတို့ကအလုပ်တွေရှုပ်နေတာဖြစ်ပြီးဆမ်မီနဲ့ဆာကူလေးကလာနှုတ်ဆက်တာတော့တိတ်ပြီးတော့အရေးထားဖို့မရောက်ပါဘူးကျောင်းသားတော့လည်းဘာမှမပြောဘဲအိမ်ကနေနေတဲ့ကိုရီဂျီမာကိုဆာကူလေးကကိုရီဂျီမာရဲ့အိတ်ချင်အိမ်ပြပြီးအိတ်ပါလာလို့ပြောလိုက်ကကိုရီဂျီမာလည်းသူကအေးဆေးပဲဆိုပြီးတဲ့ဆာကူလေးကိုပြောနှိမ့်သိပ်ပေးလိုက်ပါတယ်ဆာတိုရီကလည်းကိုရီဂျီမာတို့စားပြတဲ့ food blog ကိုကြည့်ပြီးတော့တည်ရကြနေပါတယ်တပိပိနဲ့ကိုရီဂျီမာတို့အဖွဲ့ရဲ့ဗီဒီယိုတွေကနိုင်ငံနဲ့ပေါက်သွားတာကြောင့်လူတိုင်းကသူတို့မျက်နှာကိုအရင်သိချင်နေကြပါတယ်တချို့ဆိုအကောင်းသားကြော်ညာတွေအပ်ဖို့ဘလို့တော့ဆက်သွယ်ရမလဲဆိုတော့မသိဖြစ်နေကြပါတယ်ဒီလိုနဲ့သူတို့ကလူတွေရိမ့်ပြီးသွားရင်ခေါင်းကနဲ့သူတို့နာမည်ပက်သွားမယ်လို့ဆိုပါတယ်ပရမာဆုံးဗီဒီယိုမှာကိုရီဂျီမာကယာကူသာကဆိုပြီးတော့ပြောထားတာကြောင့်ရှော့ကြီးမယ်ထင်တယ်ဆိုပြီးတော့စာကားကိုပြောလိုက်တာကြောင့်အဲ့ဒီအရာကိုပြန်ပြီးပြောင်းပေးရမယ်ဆိုပြီးတော့စာကားကအစီအစဉ်တစ်ခုလုပ်လိုက်ပါတယ်အဲ့ဒါကတော့ပြသတစ်ခုလုပ်ပြီးတော့သူတို့အဖွဲ့ရဲ့ပရမာဆုံးဗီဒီယိုမှာပြောခဲ့တဲ့ယာကူသာဂိုင်းကဆိုတာကအန်တန်တိတ်မဲ့ဖြစ်အောင်တက်ပြောခဲ့တယ်လို့ဆိုကယာကူသာတွေနဲ့တော့တခါမှမဆုံးဘူးလို့ဗီဒီယိုနဲ့အားလုံးသိအောင်ပြောပြနေပါတယ်နောက်တစ်နေ့ဆမ်မီကကိုရီဂျီမာတို့ရိုက်ထားတဲ့ဗီဒီယိုကိုလာပြပြီးသူတို့ကအရန်ကြိုက်တယ်လို့ဆိုပြီးပြောလိုက်ကသူတို့လုပ်ထားတဲ့ဗီဒီယိုတွေကအရန်ကောင်းတယ်ဆိုပြီးတော့ကိုရီဂျီမာနဲ့စာကားရဲ့ရှေ့မှာချီးကျူးနေပါတယ်ဗီဒီယိုတွေကတနေ့တခြားပို့ပြီးတော့ဗီးများလာတာကြောင့်အနေရတွေကသူတို့ရဲ့လက်တကယ်မှာရှိတယ်ဆိုပြီးကိုရီဂျီမာကစာကားကိုပြောနေပါတယ်အဲ့ဒါကြောင့်သူတို့ရဲ့ channel ကဗီဒီယိုတွေကိုဖျက်ချပြီးတော့ social မှာသူတို့ရဲ့ channel ကိုလုံးဝပျောက်ကွယ်တော့လုပ်လိုက်ပါတယ်အခြားတစ်ပတ်မှာတော့သူတို့ရဲ့ဗီဒီယိုတွေကိုစောင့်မျှော်နေတဲ့ fan တွေကဝမ်းနည်းနေကြပါတယ်နေ့လည်ရောက်လာတော့ခါရာကကိုရီဂျီမာတို့နှစ်ယောက်ကိုတွေးဖို့ခေါ်လိုက်ပါတယ်ဝဲတော့ခါရာကကိုရီဂျီမာတို့နှစ်ယောက်ကပရမနီကအဆင်မပြေတာကြောင့်မျက်နှာမပြပဲလူတွေကိုတင်ဆက်ရမယ့်အလုပ်ဖြစ်တဲ့တချင်းဆိုတဲ့အလုပ်ကိုလုပ်ရမယ်လို့အမိန့်ပေးလိုက်ပါတယ်ဒါကိုကြတော့ကိုရီဂျီမာနဲ့စာကလည်းအံ့ဩသားပါတယ်ခါရာကတော့သူ့ရဲ့မိတ်ဆွေတယောက်နဲ့ကိုရီဂျီမာတို့နှစ်ယောက်တချင်းလုံးမဲ့ကိစ္စကိုတပင်ပြီးပြီလို့ပြောလိုက်ကသူတို့ရာကူသာကိုင်းနဲ့လူတို့ကိုရင်းနှီးသွားစေမဲ့တချင်းတွေကိုသာအဓိကဆိုပေးပါလို့ပြောပါတယ်စာကနဲ့ကိုရီဂျီမာလည်းခေါင်းဆောင်ယူသွားပြီလားဆိုပြီးတော့တိုးတိုးလေးပြောနေတဲ့ကခါရာရဲ့မိတ်တိုင်းတချင်းလုံးဖို့ဖြစ်လာပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့ကိုရီဂျီမာတို့နှစ်ယောက်လည်း music studio တစ်ခုကိုတွားလိုက်ကဟောရောက်တော့ထိုင်ရင်းနဲ့ကိုရီဂျီမာကလူတွေကိုရိုက်နှက်ပြီးလူမကြီးလုံးနေတဲ့ကောင်တွေကတချင်းဆိုရတော့မယ်ဆိုတာတကယ်ကြီးလားလို့စာကားကိုပြောနေတာကြောင့်မတတ်နိုင်ဘူးလीကွာခေါင်းဆောင်ခိုင်းတာပဲအဲ့လိုပြောပြီးခဏကြာတော့ဒီဇိုင်နာတကူကကိုရီဂျီမာတို့နှစ်ယောက်ကိုသူတို့ချုပ်ထားတဲ့ဒီဇိုင်းကိုအကြံပြုပေးဖို့ပြောလိုက်ကတင်အောင်သားလဲမိုက်တယ်ဆိုပြီးတော့အဲ့ဒီဝတ်စုံနဲ့တချင်းစဖို့ဖြစ်လာပါတယ်ဒီလိုနဲ့တချင်းစသွင်းဖို့အင်းတို့ဒီလုံးကိုနောက်ထပ်ခိုင်းပြီးအဲ့ဒီဒီလုံးလေးကတော့ကိုစိုးကြီးရဲ့တယ်လီဖုန်းဒီလုံးလေးပဲဖြစ်ပါတယ်တန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 ်ဒီလုံးကိုကြားကြားချင်းမှာပဲကိုရီဂျီမာတို့နှစ်ယောက်လဲကြိတ်ပြီးတော့ငိုနေပါတယ်ဒါပေမဲ့ခေါင်းဆောင်ကခိုင်းတာဆိုတော့မငင်းဆန်ပဲတချင်းစသွင်းမှုကိုလက်ခံလိုက်ကအရင်ဆုံးတချင်းစသားတွေနဲ့ရင်းနှီးတောင်းအောင်လို့ဘနာနာကိုယ်တိုင်ရေးထားတဲ့အရှုံးအပေးနဲ့ကျိုးစားဆိုတဲ့စာသားတွေနဲ့ကိုရီဂျီမာတို့နှစ်ယောက်လေးလေ့ကျင့်နေပါတယ်စာကာကတော့ဘနာနာရဲ့ flow တွေကအရန်ကတ်တယ်လို့ပြောလိုက်ကကိုရီဂျီမာကဒါဆိုကိုစိုးကြီးရဲ့ flow နဲ့အရင်သွေးကြီးကြမလားဆိုပြောလိုက်တဲ့ကြောင့်ကိုစိုးကြီးရဲ့တယ်လီဖုန်းသချင်းကို YouTube ကနေပြီးတော့ရှာပြီးတော့နားထောင်နေပါတယ်ပြီးတော့တေချာနားထောင်ပြီးကိုစိုးကြီးရဲ့ flow ကိုတေချာလေ့ကျင့်နေပါတယ်နောက်တစ်နေ့စာကူလေးကကျောင်းသားဖို့အတွက်အိမ်ပြင်ကိုထွက်ဖို့လုံးနေတော့မှပဲကိုရီဂျီမာကိုတွေ့ရကြောင်းသူမလည်းကျောင်းသားဖို့အတွက်ခေါ်ခြင်းပေမဲ့ကိုရီဂျီမာကအရင်လိုသူ့ကိုဂယုမဆိုင်ပဲတသိမ်းနေတာကြောင့်သူမလည်းကျောင်းကိုတယောက်နဲ့တောက်ဖို့အိမ်ကနေထွက်သွားခဲ့ပါတယ်ကိုရီဂျီမာလည်းသူကောင်းဆောင်ခိုင်းထားတဲ့တချင်းကိစ္စတွေနဲ့အလုံးရှုံနေတာဖြစ်ပြီးကိုစိုးကြီးရဲ့ flow တွေကလည်းလေးချင်းရတာဘနာနာတက်တောက်ခတ်နေတာကြောင့်အတော်လေးကိုပင်ပန်းနေပါတယ်ဆာကူလီကတော့ကျောင်းမှာသူ့ရဲ့မိဘတွေကသူ့ကိုဂယုမဆိုင်တဲ့အပြင်ကိုရီဂျီမာကပါသူ့ကိုတသိမ်းဆန်နေတာကြောင့်ဝမ်းနည်းနေပါတယ်ဒီလိုနဲ့ကိုရီဂျီမာနဲ့ဆာကာတို့နှစ်ယောက်ဆိုထားတဲ့ music event လေးပြီးသွားပြီးထွက်လာခဲ့ရ CD ချက်တွေကိုဆန္ဒတစ်ခုမှရောင်းနေပါတယ်ပထမဆုံးနေ့မှာပဲမထက်ထားလောက်ရောင်းကောင်းတဲ့ဘနာဆိုး event ကြောင့်ကိုရီဂျီမာတို့အဖွဲ့လေးလည်းထပ်ပြီးတော့အောင်မြင်မှုတွေရလာပါတယ်ဒီလိုနဲ့နိုင်ငံခြားကအဆိုတော်ပညာရှင်တွေကပါကိုရီဂျီမာတို့အဖွဲ့လေးကိုလာရောက်ဂုဏ်ပြုပြီးအကောင်းဆုံး music band တွေမှာအဆိုလေးချစ်ပေးနေရကြောင်းကိုရီဂျီမာတို့အဖွဲ့လေးလည်းအရင်ကထပ်ပို့ပြီးတော့အဆိုကောင်းလာပါတယ်ရှိုးပွဲတော်တော်များများကိုလည်းကိုရီဂျီမာတို့အဖွဲ့က80ရာခိုင်နှုန်းလောက်ဖျော်ပေးရတာဖြစ်ပြီးဘနာဆိုးသချင်းတစ်ပုဒ်ကပရိသတ်တွေတော်တော်များများရင်ထဲကိုထိသွားစေခဲ့ပါတယ်ဒီလိုနဲ့ဒူဘိုင်းကတထွေးတွေကပါဘနာဆိုးသချင်းကိုအတိမဲ့ပြုပြီးတော့ကိုရီဂျီမာတို့အဖွဲ့ကိုစပွန်ဆာပေးပါတယ်
ရှိုးပွဲကတနေ့ကို6ခုလောက်ဖြော်ပြရတာကြောင့်ဆာကပင်ပန်းပြီးတော့အိပ်ပျော်နေခဲ့ကကိုရီဂျီမာကတော့သူ့ရဲ့မလုံထဲမှာဆာကူလေးကိုမြင်အောင်နေပါတယ်အဲ့တော့ကိုရီဂျီမာတို့အဖွဲ့လည်းနိုင်ငံတကာဖြော်ပြပြီးတော့သူတို့ရဲ့ဂျပန်နိုင်ငံလေးကိုလေယာဉ်နဲ့ပြန်လာပါတယ်လေယာဉ်ပေါ်မှာတော့ကိုရီဂျီမာကဖိုးကြည့်နေတဲ့ဆာကူလေးစီကနေမက်ဆေ့တစ်ခုရောက်လာပါတယ်အဲ့ဒါကပါလဲဆိုတော့ကိုရီဂျီမာအိမ်ကိုဘယ်တော့ပြန်လာမှလဲဆိုပြီးတော့ရေးထားတာပဲဖြစ်ပါတယ်နေရာတိုင်းကသတင်းစာတွေနဲ့လူမှုဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာကိုရီဂျီမာတို့ရဲ့မျက်နှာဖုံးဆွထားတဲ့အဖွဲ့ကအောင်မြင်မှုတစ်ခုကိုရနေတာဖြစ်ပြီးဒီတိုင်းဆိုအရင်ကားတက်ပို့ပြီးတော့အန်ရများတယ်ဆိုပြီးတော့ကိုရီဂျီမာနဲ့ဆာကလည်းစိုးရိမ်နေပါတယ်ဒီလိုနဲ့နောက်နေ့မနေ့အိမ်ပြန်ရောက်တော့ဆာကူလေးကိုအရင်ဆုံးသွားတိတ်လိုက်ကဆာကူလေးကတော့သူ့ရဲ့ဘေးမှာတယောက်မှမရှိဘူးဆိုပြီးတော့ဝမ်းနေနေပါတယ်ဝမ်းနေနေတဲ့ဆာကူလေးရဲ့အနာကိုသွားလိုက်ကကိုရီဂျီမာကိုကြွေးရကြောင်းဆာကူလေးလည်းပြောနေပါတယ်။စပိုင်းကားမှာတော့ကိုရီဂျီမာနဲ့ဆာကူလေးလည်းအချောင်းကနေအိမ်ကိုပြန်နေပါတယ်။လမ်းလျှောက်ရင်းနဲ့ဆာကူလေးကကာရုစာအုပ်ကိုဖတ်နေခဲ့ရကိုရီဂျီမာလည်းဆာကူလေးဖတ်နေတဲ့စာအုပ်ကိုကြည့်ပြီးတော့စကားရဲ့နာမည်ကိုမှားပြီးပြောလိုက်တာကြောင့်ဆာကူလေးကအဲ့ရုပ်လေးရဲ့နာမည်ကရီချက်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့နေရာစကားတပြောပြောနဲ့လမ်းဆက်လျှောက်ရင်းနဲ့ဆိုင်ကူကနေထွက်လာတဲ့လူနှစ်ယောက်ကိုကိုရီဂျီမာနဲ့ဆာကူလေးလည်းတွေ့လိုက်ပါတယ်။အဲ့ဒီလူနှစ်ယောက်ကကိုရီဂျီမာရဲ့အရင်ကအခွက်ဝင်နေဖြစ်ပြီးတဘောထားချင်းကွဲလေးပြီးတော့အဖွဲခွဲထားခဲ့တာပဲဖြစ်ပါတယ်။တာဘောနှစ်ကောင်လည်းကိုရီဂျီမာနဲ့ဆာကူလေးကိုကြည့်ပြီးလူမကြီးကလည်းကလေးတွေပါတွေချင်းနေပြီလားဆိုပြီးတော့ကားရဲကလည်းနှောင်းနေပါတယ်။ကိုရီဂျီမာလည်းအဲ့ဒီတာဘောနှစ်ကောင်ကိုတွေ့ရကြောင်းမျက်နှာလွှဲပြီးတော့အိမ်ကိုပဲတက်တက်မက်မက်ပြန်သွားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ကိုရီဂျီမာရဲ့အပွဲဟောင်းတချို့ကကိုရီဂျီမာရဲ့ကလေးထင်းနေရပြီဆိုတဲ့သတင်းကြောင့်နှောင်းနေကြပါတယ်။ကိုရီဂျီမာကတော့ဆာကူလေးကြောင်းပိတ်ရက်မှာအေးစေးစေးစိုက်တကူမှထိုင်ပြီးတော့သူ့ရဲ့အပွဲဟောင်းကာဆိုမီအကြောင်းကိုစဉ်းစားနေပါတယ်။အဲ့ချိန်ဒိုးဆိုတဲ့ဘဲတယောက်ကရောက်လာပြီးတော့ကိုရီဂျီမာကိုလာပြီးတော့နှုတ်ဆက်ပါတယ်။ဒိုးကတော့ကာဆိုမီရဲ့မြန်မာအတေးတယောက်ဖြစ်တာကြောင့်ကိုရီဂျီမာကဒိုးကိုမသိပါဘူး။အဲ့ဒါကြောင့်ဒိုးလေသူကကာဆိုမီအဖွဲ့ဝင်တယောက်ဆိုပြီးတော့ပြောလိုက်ကကိုရီဂျီမာကတော့ဒိုးပြောတာတွေကိုဂရုမစိုက်ပဲစာကူလေးနဲ့ပုတ်ပြောနေပါတယ်။ဒါကိုဒိုးလေသူ့ကိုအရင်မလုပ်တဲ့ကိုရီဂျီမာကိုကြည့်ပြီးတော့ပောက်ကွဲနေပါတယ်။ဒီလိုနဲ့ကိုရီဂျီမာဖုံးပြောအပြီးမှာတော့ဒိုးကဘလို့လဲတားကြီးတိတ်ထရတာပြောလား။ရာဦးသားတို့တော့မထင်ရဘူး။အရန်ကိုရင်ကြီးနေပုံပဲဒီလိုပြောပြီးကိုရီဂျီမာလည်းဒိုးရဲ့ပကုံးကိုကင်ပြီးတော့စကားအရန်များတာပဲဟာကလေးတိတ်နေရမဟုတ်ဘူးအလုံးလုံးနေတာစကားပြောအဆင်ချင်းမဟုတ်ရင်မင်းရဲ့အလောင်းကိုလက်သက်မပေါ်ပဲဖြစ်သွားမယ်အဲ့လိုပြောပြီးကိုရီဂျီမာလည်းထွက်သွားလိုက်ပါတယ်ဒိုးကတော့သူ့ကိုဖက်သွားတဲ့ကိုရီဂျီမာကိုတင်းနေပါတယ်အဲ့ချိန်ကာဆိုမီအဖွဲ့ဝင်အဟောင်းတယောက်ဖြစ်တဲ့ရင်ချီလည်းရောက်လာကကိုရီဂျီမာကအရင်ကစိတ်နဲ့ဆိုမင်းတော့မာလကီကနေလောက်ပြီးသူကအနေအေးပေမဲ့ရက်စက်တဲ့နေရာမှာနှစ်ယောက်မရှိဘူးဆိုပြီးလဲဒိုးကိုရီဂျီမာနဲ့ခက်ဝေးဝေးမှနေဖို့ကိုပြောပါတယ်အခြားတစ်ပတ်မှာတော့ကိုရီဂျီမာကိုအာယွန်နောက်အလုပ်ခဲ့တဲ့ဒိုးစင်စင်ချင်းချင်းနေဖို့ဂိုင်းကောင်းဆောင်ဖြစ်တဲ့ခါရာကကာဆိုမီဂိုင်းကောင်းဆောင်ကိုလာပြီးပြောပါတယ်ကာဆိုမီဂိုင်းကောင်းဆောင်ကလည်းသူ့ရဲ့ဖွဲ့ဝင်မှားတော့လို့ခါရာကိုတောင်းပန်နေပါတယ်ဒါကိုအခြားတနေရာကနေဒိုးကခိုးချပြီးတော့တင်းနေပါတယ်ဆာကူလေးကတော့ကိုရီဂျီမာကိုအခုထိအပြင်သွားတာပြန်မလာသေးဘူးလားဆိုပြီးတော့စာကားကိုမေးလိုက်ကစာကားကလည်းပေးရတိုင်းကိုရီဂျီမာကတယောက်တည်းအပြင်ရှောက်သွားလေးရှိပြီးညသက်ကောင်ရဲ့အချိန်မှာပြန်လာလေးရှိတယ်လို့ဆာကူလေးကိုပြောပါတယ်ဆာကူလေးကလည်းကိုရီဂျီမာနဲ့စကားတွေအများကြီးပြောချင်ပေမဲ့ကိုရီဂျီမာမရှိရကြောင်းသူ့ရဲ့ကြောင်လေးဖြစ်တဲ့အွန်ဂျီလေးနဲ့ပဲပြောနေပါတယ်ဆာကတော့ကိုရီဂျီမာလို့ဆာကူလေးနဲ့ယင်းနီတော့နေရမယ်လို့တွေးနေခဲ့ကဘလို့ယင်းနီအောင်တော့ရမယ်လို့ဆိုပြီးတော့စဉ်းစားနေပါတယ်ဒီလိုနဲ့ဆာကသူမရဲ့အနာကိုတော့လိုက်ကတမင်းအတူတူစားဖို့ကိုပြောပါတယ်ဆာကူလေးကတော့ဘာမသိညာမသိနဲ့ခေါင်းချင်းလိုက်ပါတယ်။နေတော်သားလည်းတမင်းအတူတူစားရင်းနဲ့ဆာကူလေးကဘာစကားမှမပြောတာကြောင့်ဆာကသူကပဲဆာကူလေးကိုအရင်ပြောလိုက်မယ်ဆိုပြီးကျောင်းမှာတငယ်ရည်တွေနေရပျော်လားလို့မေးလိုက်ပါတယ်။ဒါကိုဆာကူလေးကသူကကျောင်းမှာတငယ်ရည်သိမရှိဘူးလို့ပြန်ပြောလိုက်တာကြောင့်ဆာကလည်းဘေးမရတွေရှောက်မေးပြီးပြီဆိုပြီးတော့နောက်ထပ်သူမနဲ့ရင်းနေအောင်ဘာတွေလုပ်ရမလဲဆိုပြီးစဉ်းစားနေပါတယ်။နောက်ဆုံးမှာတော့ဆာကလည်းဆာကူလေးနဲ့ရုပ်ရှင်ကြည့်ဖို့စီဒီချက်တွေတည်သက်ထည့်ထားတဲ့အခန်းစီကိုသူမကိုခေါ်လာပါတယ်။ဆာကူလေးကတော့ဒီစီဒီချက်တွေကအကုန်လုံးကြည့်လို့ရလားလို့မေးလိုက်ကဆာကလည်းအကုန်လုံးကြည့်လို့ရတယ်ဆိုပြီးတော့ဆာကူလေးကြိုက်တဲ့ကားတွေကိုရွေးဖို့ကိုပြောပါတယ်ဒီလိုနဲ့စီဒီချက်တွေရွေးပြီးတော့နှစ်ယောက်သားလည်းကြည့်နေပါတယ်ဆာကတော့ဆာကူလေးနဲ့ယဉ်နေဖို့စကားတွေအတူတူကြည့်ပေမဲ့စကားကအဖေကြီးကြည့်လို့မရတဲ့အခြေကားဖြစ်တာကြောင့်အဖေဖြစ်တဲ့ဆာကလည်းကြေခွဲပြီးတော့ငိုနေတာကြောင့်ဆာကူလေးကနှစ်သိပ်ပေးလိုက်ကဆာကူလေးနဲ့ယဉ်နေအောင်လုပ်ဖို့ကြိုးစားပေမဲ့အဆင်မပြေလို့နောက်တနည်းကိုစဉ်းစားနေပါတယ်စဉ်းစားနေတဲ့ဆာကိုဆာကူလေးကတီရှူးတွေတစ်ခုချင်းစီပေးနေပါတယ်ဆာကတော့ကိုရီဂျီမာနဲ့ရုပ်ရှင်ကြည့်အခုလိုငိုရင်ဒုက္ခမကြိုက်ဘူးလို့ပြောလိုက်ရကိုရီဂျီမာရဲ့အကြောင်းကိုပြောတော့ဆာကူလေးလည်းကိုရီဂျီမာရဲ့အကြောင်းတွေကိုသိချင်သွားခဲ့ပါရဲ့အဲဒါကြောင့်ကိုရီဂျီမာကြိုက်တဲ့အရာတွေကိုဆာကားကိုမေးနေပါတယ်ကိုရီဂျီမာနဲ့ပတ်သက်တဲ့အရာတွေကိုသူမကအရန်သိချင်နေတာဖြစ်ပြီးခုနကယင်းနေတဲ့သူကတက်ကြွနေပါလားဆိုပြီးတော့ဆာကားကတွေးနေပါတယ်တက်ကြွနေတဲ့ဆာကူလေးကိုဆာကားကိုရီဂျီမာကချောကလက်အရန်ကြိုက်တယ်လို့ပြောလိုက်ကထိုနေရာကိုဆမ်မီလည်းရောက်လာပါတယ်ဆမ်မီကဆာကူလေးကိုဈေးဝယ်ထွက်ဖို့ကိုပြောလိုက်ကဆာကူလေးကတူလေးလိုက်မယ်ပြောပြီးနှစ်ယောက်သားလည်းအတူတူမားကတ်တခုကိုတွားနေကြပါတယ်ဆာကာကတော့ဆာကူလေးနဲ့ရင်းနေအောင်နေမဲ့အချီစီကိုမအောင်မျိုးကြေခွဲနေပါတယ်ကော်ပီနိုင်တစ်ခုမှာတော့ကိုရီဂျီမာရဲ့အဖွဲ့ဝင်တယောက်ဖြစ်ခဲ့တဲ့ခန္ဓာကကိုရီဂျီမာရဲ့အနာကိုလာပြီးတော့မတွေ့ရတော့ကြောက်ပြီးဖြစ်တာကြောင့်နှုတ်ဆက်နေပါတယ်ခန္ဓာကတော့ဂိမ်းနေတာဖြစ်ပြီးကိုရီဂျီမာကဒီကိုဘလို့လုပ်ပြီးရောက်လာတာလဲလို့မေးလိုက်ကခန္ဓာကတော့ကိုရီဂျီမာရဲ့မျက်နှာကိုကြည့်ပြီးတော့အရင်နဲ့ပို့ပြီးတော့ခီးလာတာလို့ကိုရီဂျီမာရဲ့မျက်နှာကိုတစိမ့်သိထိုင်ကြည့်နေပါတယ်ဒီစိတ်ကြိုက်ကြည့်နေတဲ့ခန္ဓာကိုကိုရီဂျီမာကအရင်လိုရကြချင်းချင်းကြိုက်နေတော့ပဲလားဆိုပြီးတော့မေးလိုက်ကခန္ဓာလည်းကိုရီဂျီမာကအရင်လိုမဟုတ်ပဲပြောင်းလဲလာတယ်ဆိုပြီးတော့
စကားလမ်းကြောင်းလွှဲလိုက်ပါတယ်ကိုရီကြီးမရဲ့အရင်ပုံစံကလူတွေကိုတွေ့ရတဲ့မုံဒီစိတ်တွေနဲ့ရှိနေတာဖြစ်ပြီးအခုမှဘလို့ဖြစ်ပြီးလူညက်သွားတာလဲဆိုပြီးတော့ကာနာကသိချင်နေပါတယ်တစ်ချိန်တည်းမှာပဲကိုရီကြီးမတို့ထိုင်တဲ့ကော်ဖီဆိုင်မှာဒိုးနဲ့သူ့ရဲ့တငယ်ချင်းနဲ့ရောက်နေတာဖြစ်ပြီးဝေတာကိုအပိတ်တည်ပြီးအနိုင်ကျင့်နေတဲ့ဒိုးကိုကိုရီကြီးမလည်းပကုံးကိုက်လိုက်ပြီးတော့လူသားဆမှုကိုပြောလိုက်ကအရန်ကြီးလူမဲ့ပုံစံဖမ်းမနေဖို့ကိုကတ်တိုးလေးပြောပြီးတော့ဒီကနေထွက်သွားဖို့အမိတ်ပေးလိုက်ပါတယ်ဒိုးကတော့ကြောက်နဲ့ပဲချက်ချင်းပဲစိုက်ထဲကနေထွက်သွားခဲ့ကစိတ်ထဲမှာတော့ကိုရီဂျီမတ်ကိုပို့ပြီးတော့တင်းနေပါတယ်ဝေတာကတော့သူ့ကိုကူညီပေးတဲ့ကိုရီဂျီမတ်ကိုကျေးဇူးတင်စကားပြောလိုက်ကကျတဲ့ဝင်ကိုရှင်းပြီးတော့ကိုရီဂျီမတ်ကစိုက်ထဲကနေထွက်သွားပါတယ်ထွက်သွားတဲ့ကိုရီဂျီမတ်ကိုကြည့်ပြီးတော့ဂါနာကကိုရီဂျီမတ်ရဲ့အရင်ပုံစံဆိုရင်စိုက်တစ်ခုလုံးအခုချိန်ပျက်စီးနေတော့ပြီဆိုပြီးတော့ဗလာကြီးနဲ့ဂေးနေပါတယ်ဒီလိုပါပဲဗလာနဲ့ခိုးဂေးနေကြသူတွေရှိပါတယ်ဟဲစတာနော်တီးဖို့ကိုရီဂျီမတ်စိုက်ထဲကထွက်သွားတော့ဂါနာလည်းအနောက်ကနေပြစ်လိုက်သွားကတကခုတော်စားကြမလားလို့ပြောလိုက်တာကြောင့်ကိုရီဂျီမတ်လည်းမင်းမျက်နှာရိုးကြည့်ပြီးတော့တခုခုစားရမှာဝယ်မှာမဟုတ်ဘူးဆိုပြီးတော့နောက်လိုက်ကတူသွားသေးရရှိသေးတော့နောက်မှဆုံးကြမယ်ဆိုပြီးတော့ထွက်သွားပါတယ်ခိုးဂေးနေတဲ့ဂီဆိုလီကတော့ကိုရီဂျီမာရဲ့ပြောင်းလဲသွားတဲ့ပုံစံကြောင့်အရင်ကတည်းကကိုရီဂျီမာကိုပို့ပြီးတော့သဘောကျနေပါတယ်ကိုရီဂျီမာကတော့အခုဆိုအရန်ကိုတင်းငင်နေရဖြစ်ပြီးအရင်ကလိုလဲစိတ်မြက်လက်မြက်ကျန်းတဲ့သူမဟုတ်ပဲစာကူလေးကြောင့်တဖြည်းဖြည်းစိတ်ကနူးညံ့လာပါတယ်အခြားတစ်ဖက်မှာတော့ဆမ်မီနဲ့စာကူလေးကမောလို့စားဖို့ပုံရွေးနေရင်နဲ့စာကူလေးကကိုရီဂျီမာချောကလက်ကြိုက်တတ်တာကိုသတိရပြီးကိုရီဂျီမာစားဖို့ချောကလက်ကိတ်လုပ်ပြရမယ်ဆိုပြီးတော့အတော်ပြီးသူကိုချောကလက်များများဝယ်ဖို့ကိုပြောနေပါတယ်အဲဒါကြောင့်ဆမ်မီကစာကူလေးပြောတဲ့အတိုင်းချောကလက်ကိုသာအဓိကထားပြီးတော့ဝယ်နေပါတယ်ဒိုးကတော့ဘယ်နေရာဘဲအရရောက်လူမိုက်လှုပ်ချင်နေတာဖြစ်ပြီးအခုလဲကားလမ်းပိတ်နေတာကြောင့်ပောက်ကွဲနေပါတယ်အဲ့ဒီဆမ်မီနဲ့စာကူလေးကဒိုးတို့ကာဘီနာကဖြတ်သွားတော့ကိုဂျိုးတယောက်လည်းတွေးလိုက်ရပြီးရှာကူသားရဲ့တမီမန်တိတိရဲ့နဲ့သူတို့ဘေးကနေဖြတ်မောင်းဖို့သူ့ရဲ့တငယ်ချင်းကိုပြောလိုက်ပါတယ်တငယ်ချင်းပြသူကတော့ငရဲအိုးကိုဒုံးနဲ့ထိုးနေတယ်လို့ပဲလို့ပြောလိုက်ကသူတို့အဖွဲနှစ်ခုပြဿနာဖြစ်မဲ့ဂိမ်းဆိုင်နေတာကြောင့်ဒိုးလည်းလက်လျှော့လိုက်ရပါတယ်ဒါပေမဲ့တောက်ပေါ်လေးကတင်းနေပါတယ်ကိုရီဂျီမာကတော့အိမ်ကိုပေးရောက်နေတာဖြစ်ပြီးစာကူလေးကတော့စတိုရီနဲ့တွေ့တာကြောင့်အုံးလို့စားဖို့အတွက်သူ့ရဲ့အိမ်ကိုခေါ်လာပါတယ်စတိုရီကိုမြင်လာကြောင်းအွန်ဂျီလေးလည်းအနားကိုပေးလာလိုက်က။အွန်ဂျီလေးဆိုတဲ့နာမည်ကြောင့်စတိုရီရဲ့သူ့ရဲ့ကြောင်လေးကိုတခြားဂရုစိုက်ပြီးလို့ပြောသွားပါတယ်။တက်ပြီးတော့စတိုရီကကိုရီဂျီမာကိုနောက်တစ်ချိန်ပြန်တွေ့ရလို့ဝမ်းသာတဲ့ဖြစ်ကြောင်းကိုနှုတ်ဆက်နေပါတယ်။ဒါပေမဲ့ကိုရီဂျီမာကတော့စိတ်ထဲကနေဘာတွေစိတ်တော့ကတွေပေးဦးမလဲဆိုပြီးတော့တွေးနေပါတယ်။စာကူလေးကတော့သူတို့အားလုံးမုတ်တူတူစားကြမယ်လို့ပြောလိုက်ကစတိုရီကပါမုတ်လို့ဖို့အတွက်ဝိုင်းကူနေပါတယ်။အဲ့ချိန်ခါရလည်းရောက်လာကဒီနေ့အတွက်ညတာဘာစီစဉ်ထားလဲဆိုပြီးတော့မင်းနေတာကြောင့်အစမ်းမီလဲသူတို့ကဒီနေ့ကိမ်းမုတ်လို့စားကြမှာဖြစ်လို့ဒီညအတွက်အပြင်မှာသွားစားလိုက်ပါလားလို့ခါရာကိုပြောလိုက်ပါတယ်။ဒါကိုခါရာလည်းလက်ခံပြီးကိုရီဂျီမာကိုသူတို့ဒီညအပြင်မှာတခုခုသွားစားကြမယ်လို့ပြောလိုက်ပါတယ်။အဲကြောင့်ကိုရီဂျီမာလည်းသူတို့သွားစားမဲ့ဆိုင်ကိုကြိုပြီးတော့ပုံငင်လုပ်နေပါတယ်။ဒါပေမဲ့အဲ့ဒီဆိုင်ကဒီညအတွက်ဘာမှမရတော့ဘူးဆိုပြီးပြောလိုက်ကဖုန်းထဲကနေလူတစုရဲ့နှိမ့်ဆက်တန်တွေကိုကိုရီဂျီမာလည်းကြားနေရပါတယ်။အဲ့ဒါကတော့ဒိုးကသူ့ရဲ့တငယ်ချင်းနဲ့ဆိုင်ရှိကိုအနိုင်ကျင့်ပြီးတော့သူတို့နှစ်ယောက်ကလွဲလို့ဘယ်သူမှဆိုင်ထဲကိုမထဲဖို့ကိုပြောနေတာပဲဖြစ်ပါတယ်။ခါရာကတော့စားနေကြဆိုင်ကမရတာကြောင့်နောက်တဲ့ဆိုင်တစ်ခုကိုရွေးဖို့ကိုပြောလိုက်ကကိုရီဂျီမာကတော့စိတ်ထဲကနေတခုခုကိုသိနေရဆိုပြီးတော့သူ့ရဲ့ခေါင်းဆောင်ကိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့စာကူလေးတို့၃ယောက်ကချောကလက်ကိတ်မုတ်တွေကိုလှုပ်ပြီးလို့ဆာတိုရီကိုကိတ်မုတ်တွေထည့်ပေးလိုက်ကဆာတိုရီကတော့ကိတ်မုတ်တွေကိုယူပြီးတော့သူ့ရဲ့အိမ်ကိုပြန်သွားခဲ့ပါတယ်။အရေးကြီးအပြင်သွားဖို့အတွက်အဲ့ဒီလန်နေတော့ကိုရီဂျီမာကစာကူလေးကိုလာပြီးတော့နှုတ်ဆက်ကစာကူလေးကသူ့ကိုယ်တိုင်လှုပ်ထားတဲ့ချောကလက်ကိတ်မုတ်လေးကိုတေးချာချာဘူးနဲ့ထည့်ပြီးတော့ကိုရီဂျီမာကိုကျွေးဖို့လုပ်ဝေမယ်ကိုရီဂျီမာကတော့အရေးကြီးအပြင်သွားတရားရှိတော့နောက်မှဆုံကြမယ်ဆိုပြီးတော့ထွက်သွားပါတယ်။ဒါကိုစာကူလေးလည်းစိတ်မကောင်းဖြစ်သွားပါတယ်။ဒူကတော့ဆိုင်ရှင်ကိုရိုင်းနေနေတဲ့အပြင်ဆိုင်ကိုပါအပိုင်သိမ့်လိုက်မယ်ဆိုပြီးတော့ပြောလိုက်တာကြောင့်သူရဲ့တငယ်ချင်းဟာဆာကတော့ကိုရီဂျီမာကဒီဆိုင်မှာအမြဲစားနေကြတာဖြစ်တာကြောင့်သူသာတိသွားရဲ့မင်းတော့မလွယ်ဘူးဆိုပြီးတော့ပြောလိုက်ကဒူကတော့အဲ့ဒီကလေးထင်းကအခုချိန်ကလေးထိန်နေရပြီဆိုပြီးလဲလောင်ပြောင်နေပါတယ်ပြီးတော့ဘာစဲမှမရှိတဲ့ကလေးထိန်လေးကိုသူကဘာလို့ကြောက်ရမှာလဲဆိုပြီးတော့ပြောနေတယ်တကားကိုဖွင့်ပြီးကိုရီဂျီမာလည်းရောက်လာပါတယ်ဟဲ့ရောက်ချင်းမှာပဲသူ့ရဲ့အကြောင်းတွေကိုပြောနေတဲ့ဒိုးကိုမိမကြီးကြနေရပဲဆိုပြီးတော့ပြောလိုက်တာကြောင့်ဒိုးလည်းဒေါသထွက်သွားပြီးကိုရီဂျီမာကိုပကံတဲကခင်းကိုယူပြီးတော့ရှယ်တီးဖို့လှုပ်လိုက်ပါတယ်ကံကောင်းသွားတဲ့ဒိုးရဲ့လက်ကလေးကိုသာခင်းကရောက်သွားပါတယ်ဆိုင်ကိုအပိုင်သေးချီနေတဲ့ဒိုးကိုရီဂျီမာကဒါကမင်းရဲ့အဖေပိုင်နဲ့ဆိုင်လာလို့မေးလိုက်ကမင်းတော့ကြောက်ပါလားလို့ဒိုးကပြန်နှောက်လိုက်တာကြောင့်အခွက်ကြီးကိုခင်းနဲ့ရွယ်လိုက်ပါတယ်ပြောနေရင်လည်းဒိုးကအကြောတင်းလာတာကြောင့်ကိုရီဂျီမာလည်းကိုကနေဆွဲပြီးတော့နေရာကိုလှစ်ပစ်လိုက်ပါတယ်လှစ်ပစ်လိုက်တဲ့အချိန်ကြောင့်ဒိုးလည်းလဲကျသွားကဒိုးရဲ့လေပင်ကိုကင်ပြီးတော့ဆိုကျူးပလင်းနဲ့ဒိုးရဲ့အခွက်ကြီးကိုလောင်းပြီးတော့ဒီလေးပြောင်းလာစတီးပဲကောင်းတယ်မင်းအတွက်နေပန်ဆိုပြီးတော့နောက်ဆုံးတစ်ချက်ပိတ်ကြွေးလိုက်ပါတယ်ဂျိုးကိုဝဲပြီးကိုရီဂျီမာလည်းအင်ကိုပြန်ရောက်လာကစာကူလေးကတော့ကိုရီဂျီမာကိုတကားဝနာကနေပြီးတော့စောင့်နေပါတယ်ပြီးတော့သူကိုယ်တိုင်လှုပ်ထားတဲ့မုတ်ကိုကိုရီဂျီမာကိုအရန်စားသိချင်တာကြောင့်ချက်ချင်းပဲချောကလက်ကိတ်မုတ်တစ်ခုပေးလိုက်ပါတယ်ကိုရီဂျီမာကတော့နောက်ကျသွားလို့စာကူလေးကိုတောင်းပန်နေခဲ့ကစာကူလေးလှုပ်ထားတဲ့မုတ်တွေကိုအားရပါနဲ့စားနေတာကြောင့်စာကူလေးလည်းပျော်နေပါတယ်ကိုရီဂျီမာကတော့မုတ်ကိုစားပြီးအရန်ကောင်းတယ်လို့စာကူလေးကိုချီးကျူးနေခဲ့ကကိုရီဂျီမာကြိုင်မဲ့တီလို့ချောကလက်မုတ်လှုပ်ထားတယ်ဆိုပြီးလဲရှူးဆိုပြီးတော့ပြောလိုက်ပါတယ်ဆာယာကတော့ဒိုရိုတငယ်ချင်းနှစ်ယောက်ကိုခေါင်းဖော်ပြီးတော့မြင်မြုပ်ထားတဲ့ကိုရီဂျီမာကိုဒုက္ခပဲကွာဒီကောင်ကတော့အဲ့လိုပြောပြီးခေါင်းဖော်ထားတဲ့ဒိုရိုနှစ်ယောက်ကိုဂေါ်နဲ့မြင်မြုပ်လိုက်ပါတယ်